အဲ့တော့ဟိုဆရာဆိုင်ဦးပြောသွားတယ်လို့မျိုးဒီရှမ်းမူကတော့ခုနပြောတဲ့ဒီလူမျိုးအခြေခံဆိုတာတက်နေရာဒေသဟိုကိုအခြေခံပြီးတော့သွားမယ်အဓိကအနှစ်သာရကတော့ဒီဓာတ်တူညီများကြီးပေါ့နော်ခုနကိုစီတူမောင်လည်းအခုလက်ရှိကာလရဲ့ဒီစဉ်းစားတဲ့ဒီချင်းကပ်တဲ့ချင်းကပ်ပုံပေါ့နော်အခွဲတန်းလို့စဉ်းစားလို့မရဘူးအတူတူလာပြီးတော့အတူတူပေါင်းပြီးတော့တိုင်းပြည်တစ်ခုကိုတူတိဆောက်မယ်ဒါမှပဲတော်လှန်ရေးကဲအလုံးလုံးမြောက်မှာပဲတော်လှန်ရေးကနိုင်မယ်ပေါ့နော်ဆိုတော့ Summer Grace ကိုကျွန်တော်ပေးခြင်းပါတယ်အဲ့တော့လက်တွေ့ပေါ့နော်ဟိုပင်လုံဂရိကဝေးပြီးတော့ရှမ်းပြည်နယ်မူဖက်ဒရယ်ကလည်းကျွန်တော်တို့အားလုံးကဟိုလက်ခံကြတယ်ဆိုတော့လက်တွေ့မှာကြတော့ကျွန်တော်တို့ဒီ၄နှစ်ကျော်ကာလအတွင်းပေါ့နော်ဟိုဖြစ်နေတဲ့ဟာတွေကဒီကိုယ်နယ်မြေကိုတေကိုယ့်ဘာကိုအုပ်ချုပ်ဒါဒီပြီးတော့ဒီလက်နက်ကပြီးတော့ဒီတော်လှန်ရေးလုပ်တဲ့အဖွဲ့တွေကလည်းလူမျိုးပေါ်အခြေခံတဲ့တော်လှန်ရေးလက်နက်ကင်ဖွဲ့စည်းတွေအများစုဖြစ်ပါတယ်ဆိုတဲ့အခါကျတော့လူမျိုးပေါ်အခြေခံတဲ့အခါကျတော့အဲ့ data နဲ့မှာအဲ့လူမျိုးကပိုင်နေဆိုတဲ့အယူဆကကျွန်တော်တို့လက်တွေ့မှာဒီဘက်ကိုသွားနေတယ်လို့ကျွန်တော်ယူဆပါတယ်ဆိုတော့အဲ့ဒီအပေါ်မှာအဲ့တခြားအဲ့ data မှာတခြားလူမျိုးတွေလည်းရှိတယ်တခြားဘာသာဝင်တွေလည်းရှိမယ်ဆိုတော့အဲ့ဒီလူနည်းစုတွေကအဲ့လိုအစီမံမျိုးနဲ့เนาะအခုသွားနေတဲ့ဟာမှာသူတို့အတွက်အန္တရာယ်မရှိနိုင်ဘူးလားလက်ရှိကာလမှာသူတို့အတွက်ဘယ်လိုမျိုးကျွန်တော်တို့ကာကွယ်ပေးလို့ရနိုင်မလဲရေရှည်မှာရောသူတို့ရဲ့အခွင့်အရေးတွေကိုဘယ်လိုကာကွယ်ပေးလို့ရနိုင်မလဲဆိုတော့တစ်ဖက်မှာလည်းကျွန်တော်မြင်တာကတော့ဒီလူမျိုးနဲ့ဒီဒေသဒီငါတို့ရဲ့ Federal Unit ဆိုတဲ့အယူဆကိုလည်းအလုံးစုံကျွန်တော်တို့ညှင်းပယ်ဖို့ခက်ပါတယ်ဆိုတော့ဘာဖြစ်လဲဆိုလို့ရှိရင်တမန်ကြောင်းဆိုင်ရာအရာဒီယုံကြည်မှုရနှစ်ပေါင်းများစွာဒီနားမှာငါတို့ကနေလာခဲ့တယ်ငါတို့ကဒါငါတို့ရိုးရာနေပြီငါတို့ရဲ့ဘိုးဘွားပိုင်ပြီငါတို့ကတော့ဒါငါတို့ဒေသပဲဘလုံးဝဒါကိုမပေးနိုင်ဘူးဆိုတဲ့ဟာလဲဒါမြန်မာပြည်မှာရှိပါတယ်ဆိုတော့အဲ့ဒီဟာနဲ့ခုနပြောတဲ့သူတို့အဲ့လိုသွားတဲ့အခါမှာတခြားလူနည်းစုတွေအတွက်အနေနဲ့လဲရှိလာနိုင်တယ်အများကြီးရှိပါတယ်ဆိုတော့ဆမဘယ်လိုမြင်ပါလဲလက်ရှိကာလဘယ်လိုမျိုးကာကွယ်ပေးလို့ရနိုင်မလဲနောက်မှာရောကျွန်တော်တို့ဘယ်လိုစဉ်းစားတင်တယ်လဲဟုတ်ဘေကွန်ဘတ်ကျေးဇူးတင်ပါတယ်လို့ဆိုတော့ဒီကျမတို့လွတ်လပ်ရေးရပြီးတဲ့ခါလာကနေစပြီးတော့ပေါ့နော်ကျမတို့ကြည့်မယ်ဆိုလို့ရှိရင်တော့ခုနဆရာတွေလည်းပြောခဲ့သလိုပဲတပြည်ထောင်စနစ်ပေါ့နော်ဆိုတော့တပြည်ထောင်စနစ်စစ်အာဏာရှင်စနစ်ဆိုတော့စနစ်ဆိုးကြီးတွေကနေကျမတို့ကိုအုပ်ချုပ်လာခဲ့တယ်အဲ့ဒီမှာဆိုလို့ရှိရင်တော့အဓိကအဖြစ်တော့ကျမတို့ကို Burmanization ပေါ့နော်မဟာလူမျိုးကြီးဝါဒဆိုတဲ့မြန်မာလူမျိုးကြီးဝါဒဆိုတဲ့ဝါဒကအရန်ကိုကြီးစိုးခဲ့တယ်ပေါ့နော်ဆိုတော့ကျမတို့တိုင်းရင်းသားတွေအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်နောက်ပြီးကြတော့လူနည်းစုအနေ minority နဲ့အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ရောအဲ့ဒီ minority within minority အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့မှာတခါမှဒီကျမတို့အတိအမှတ်ပြုမှုဆိုတာနောက်ဒန်းတူအခွင့်အရေးဆိုတာနိုင်ငံရေးရဒန်းတူမှုကိုစားပြုမှုဒီဆိုတာကတခါမှကျမတို့ recognition ဆိုတဲ့ဟာအရာတွေကတခါမှမရှိခဲ့ဘူးသူတို့ရဲ့ representation တွေ participation တွေဆိုတာကလည်းပိုလို့တောင်ဝေးသေးတယ်ပေါ့နော်ကျမတို့အတိအမှတ်ပြုမှုတွေအပြင်ကိုမှ identity ရအစတချို့အရာတွေဆိုတချို့လူမျိုးစုတွေမျိုးနွယ်စုတွေကဆိုရင်တော့ဒါ identity ရချိုးဖြတ်ခံရတဲ့ဟာတွေကိုကျမတို့အများကြီးကြားခဲ့သိခဲ့ရတယ်တကယ်လည်းရှိနေခဲ့တယ်ပေါ့နော်ဆိုတော့ဒီဟာတွေအတွက်ကိုကျမတို့ဘယ်လိုလုပ်ပြီးတော့သူတို့ရဲ့အခွင့်အရေးတွေသူတို့ရဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ကျမတို့ဘယ်လိုဆက်ပြီးတော့လုပ်သွားကြမလဲဆိုတော့အခုလက်ရှိကျမတို့ဒီတော်လှန်ရေးကာလຫນွေဥကာလမှာဆိုလို့ရှိရင်တော့ခုနပြောခဲ့သလိုပဲFederal Democracy ပဋိညာဉ်မှာပေါ့နော်ဆိုတော့ပဋိညာဉ်မှာဆိုလို့ရှိရင်တော့နံပါတ်1အနေနဲ့ဒီကျမတို့ဒီchapter 1ပေါ့နော် chapter 1ရဲ့အပိုင်း1မှာနံပါတ်3မှာဆိုလို့ရှိရင်ဒီတိုင်းပြည်ကိုကျမတို့ Federal Democracy ပြည်ထောင်စုအနေနဲ့တည်ထောင်သွားမယ်နောက်ပြီးတော့တခြားသောအခန်းတွေမှာဆိုလို့ရှိရင်လည်းဒီမှာဆိုလို့ရှိရင်သူတို့ရဲ့အခွင့်အရေးတွေလို့ကျမတို့ပြောတဲ့အခါမှာဆိုလို့ရှိရင်တော့ fundamental right နောက် individual right တွေကျမတို့အပြည့်အဝပေးနိုင်ဖို့အတွက်ပြင်ဆင်ထားတာတွေရေးသားထားတာတွေကျမတို့ရှိတယ်ဒါတွေကိုလက်တွေ့မြေပြင်မှာကောကျမတို့ practically တကယ်တမ်းလည်းကျင့်သုံးဖို့တော့လိုအပ်နေမယ်လိုအပ်နေတဲ့အပိုင်းညာလေးအကြောင်းညာလေးတချို့တွေတော့ရှိနေသေးတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုအနေနဲ့ပြောချင်တာကတော့ subsidiarity principle ဆိုတာကိုလည်းကျမတို့ဒီ FTC မှာလည်းကျမတို့ရေးသားထားတယ်ပေါ့နော်ဆိုတော့ဒီပြည်သူလူထုနဲ့အနီးကပ်မှာရှိနေတဲ့အစိုးရကနေပြီးတော့ဒီဟာတွေအတွက်သူတို့အတွက်လိုအပ်တဲ့လိုအပ်ချက်တွေသူတို့အတွက်ဒီ cultural self determination တွေ promotion တွေ protection တွေသူတို့ရဲ့လိုအပ်တဲ့အရာတွေကိုသူတို့ရဲ့အခွင့်အရေးတွေကိုကျမတို့ပေးဖို့အတွက်ကိုဒီအနီးကပ်ဆုံးသောအစိုးရ subsidiarity principle ကိုကျမတို့ကျင့်သုံးမယ်ဆိုပြီးတော့လည်း FTC မှာတည်တည်ချာချာလေးကျမတို့ပြဋ္ဌာန်းထားတာရှိတယ်ပေါ့နော်ဆိုတော့
ဒီဟာတွေကိုကျမတို့တေးသေးချာချာလေးလှုပ်ဆောင်ဖို့လိုအပ်တယ်ဒီဟာအပြင်ကိုခုနကကျမတို့ခုနလည်းနည်းနည်းအမြည်သဘောအနေနဲ့ပြောတဲ့ bottom up federalism ပေါ့နော်ဆိုတော့အခုမှဆိုလို့ရှိရင်တော့အားလုံးကျမတို့အတူတကွပြောနေကြတာကဆိုလို့ရှိရင်တော့နိုင်ငံရေးရ value political value လို့ပြောတဲ့အချိန်မှာ democracy principles နဲ့ဆိုရင်ဘယ်သူမှတော့ညင်းစရာဘယ်သူမှဘာမှမရှိဘူးဒါပေမဲ့ federal လို့ပြောတဲ့အချိန်မှာဘယ်လို federal မျိုးလဲကျမတို့လိုချင်နေတဲ့ federal ဆိုတော့အခုမှဆိုလို့ရှိရင်တော့ပြောနေကြတာ bottom up federalism ဆိုပြီးတော့ပြောကြတယ်ဆိုတော့ bottom up federalism ကတော့ကျမတို့တို့အထူးဆန်းမဟုတ်ဘူးပေါ့နော်တိုင်းရင်းသားတွေအတွက်ကတော့အထူးဆန်းမဟုတ်ဘူးဘာလို့လဲဆိုတော့ကျမတို့နှစ်ပေါင်း80ကျော်ကြာပြောလာခဲ့တဲ့အရာတွေပဲဖြစ်တယ်ဒန်းတူညီမျှမှုရှိရမယ် equality ရှိရမယ်နောက် self determination ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြေဝရှိရမယ်နောက်ပြီးတော့ sovereignty အချုပ်အခြာအာဏာရှိရမယ်ဆိုတော့ဒီတိုင်းပြည်အချုပ်အခြာအာဏာရှိရမယ်ဒီအချုပ်အခြာအာဏာကလည်းဒီပြည်နယ်သူပြည်နယ်သားတွေနောက် federal unit တွေမှာနေထိုင်တဲ့သူတွေစီကနေပြီးတော့ဆင်းသက်ရမယ်ဆိုတဲ့ဟာနောက် subsidiarity principle ဆိုတော့ဒီအကြောင်းအရာတွေကကျမတို့ဒီ FDC မှာလည်းဖော်ပြထားပြီးသားဖြစ်တယ်။နောင်လာမဲ့ကျမတို့အသက်ရေးဆွဲမဲ့အသွင်ကူးပြောင်းရေးကာလမှာလည်းကျမတို့ထည့်သွင်းပြီးတော့ရေးဆွဲသွားမယ်။နောက်ပြီးကြလို့ရှင်တော့အမြဲတမ်းအတွက်လည်းကျမတို့ပြင်ဆင်ထားတယ်ပေါ့နော်ဆွေးနွေးထားတဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်။သို့ပေမဲ့လည်းဒီအပေါ်မှာပေါ့နော်ဒီ political value ပေါ်မှာတော့လက်ရှိအခြေအနေမှာတော့နည်းနည်းအမြင်မတူတာလေးတွေ concept မတူတာလေးတွေညှိနှိုင်းပြီးတော့လှုပ်ဆောင်သွားရမယ့်အရာလေးတွေတော့ကျမတို့ဒီအစုအဖွဲ့တီးတီးမှာတော့လက်ရှိမှာတော့အခက်ခဲနေနဲ့ရှိနေသေးတယ်။ဒါပေမဲ့ခုနပြောသလိုပဲ subsidiarity principle ကိုကျမတို့ကျင့်သုံးမယ်ဆိုပြီးတော့ဖော်ပြထားတဲ့အတွက်ကြောင့်မလို့ဒီဟာကိုတော့ကျမတို့လှုပ်ဆောင်သွားဖို့ရှိပါတယ်လို့ဟုတ်ကျေးဇူးပါဆမပြည်သူလူနဲ့အနီးဆုံးအစိုးရပေါ့နော်ကိုအများဆုံးအာဏာပေးပြီးတော့သွားမယ်ဆိုလို့ရှိရင်ပြည်လည်နိုင်စရာအများကြီးရှိပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီဒေသမှာရှိတဲ့လူတွေရဲ့လူနည်းစုတွေကိုပါအားလုံးကာကွယ်ပေးနိုင်မှာပေါ့နော်ဆိုတော့ဘဝနဲ့စဉ်းစားလို့ရှိရင်တော့တက်စားလို့ရှိရင်ကိုဒေသမှာရှိတဲ့အစိုးရတွေရဲ့ခံကဏ္ဍကိုမြင့်တင်ပြီးနဲ့ဖြည်းဖြည်းနဲ့ကျွန်တော်တို့ပြီးတော့ပြည်ပြင်းတဲ့ federal တစ်ခုကိုသွားမယ်ဆိုတော့စဉ်းစားချက်ကိုကျွန်တော်နားလဲပါတယ်ကျွန်တော်ဆရာဆန်းဦးကိုမေးချင်ပါတယ်ကျွန်တော်တို့ဒီဦးနေဝင်းကအာဏာသိမ်းတဲ့အခါမှာရှမ်းတွေကိုအကြောင်းပြပြီးအာဏာသိမ်းတယ်နောက်ပိုင်းမှာရှမ်းတွေကိုအများကြီးဖိနှိပ်တာတွေရွာတွေမိရှို့တာတွေစစ်တပ်ကအများကြီးလုပ်ခဲ့တာရှိတယ်ဒါဒီတိုင်းပြည်ပြိုကွဲမဲ့အနေကိုလုပ်နေတယ်ဆိုတော့ဒီအာဏာရှင်တွေရဲ့ဒီframing လုပ်တာပေါ့နော်ဆိုတော့ပြီးတော့အဲ့ဒါတစ်ဆင့်ဘယ်ကိုသွားလဲဆိုလို့ရှိရင်အိန္ဒိယနွယ်ဘွားတွေတရုတ်နွယ်ဘွားတွေเนาะအခုဆိုရင်ကျွန်တော်တို့တိုင်းပြည်ကရိုဟင်ဂျာဂျီနိုဆိုက်ကိစ္စနဲ့အများကြီးနာမည်ပြတ်သွားတာရှိတယ်ပြီးတော့ဒီ ICJ မှာလည်းကျွန်တော်တရားရင်ဆိုင်နေကြတာရှိတယ်ဆိုတော့ဒုတိယအနေရဘာလဲဆိုလို့ရှိရင်တရုတ်နွယ်ဘွားတွေအိန္ဒိယနွယ်ဘွားတွေငါတို့အနေရငါတို့တိုင်းရင်းသားတွေကိုငါတို့ကာကွယ်ဆောင်ရှောက်ရမယ်ဆိုပြီးထပ်ပြီးတော့အာဏာကိုချင်းချောက်ဖို့အတွက်ချုပ်ကင်ဖို့အတွက်ဆက်ပြီးတော့လုပ်တာရှိပါဆိုတော့ခါကျတော့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီ135မျိုးဆိုတာ1980နိုင်ငံသားဥပဒေထွက်လာပြီးနောက်ပိုင်းမှာ135မျိုးဆိုတဲ့ဟာမျိုးတွိုင်းနဲ့ဒီ135မျိုးအပြင်ရောက်တဲ့လူတွေကသူတို့ရဲ့ဒီနိုင်ငံသားခွင့်ရေးတွေသူတို့ရဲ့အခြေခံရပိုင်ခွင့်တွေနိုင်ငံရေးခွင့်ရေးတွေfederal တို့ democracy တို့သူတို့ federal discussion တွေမှာဆိုလို့ရှိရင်လည်းသူတို့ပိုင်းပတ်သက်မှုတွေကတော်တော်လေးမရှိခဲ့ပါဘူးတော့ရောခဲ့တာရှိပါဆိုတော့ဥပမာအဖြစ်ကျွန်တော်ပင်လုံပြောတဲ့အခါမှာလည်းဒီပင်လုံမှာဒီပြည်မနဲ့တောင်တန်းမဲ့လို့ဆိုကြပါစို့ဂျားမှာကျွန်တော်တို့ညှိပေးခဲ့တဲ့ဒီဥဖေခင်ဆိုလို့ရှိရင်လည်းဒါဒီလက်ရှိကာလမှာဒီတမတ်ချက်ဆိုလို့ရှိရင်သူဆိုလို့ရှိရင်လည်းဒါတိုင်းသားလို့ပြောဖို့ခက်ပါတယ်ဆိုတော့သွေးတော်ဖြစ်မယ်တစ်ခုမို့တစ်ခုဆိုတော့ဒီလက်ရှိကာလမှာခုနပြောတဲ့ဒီသူတို့ရဲ့เนาะဒီနိုင်ငံသားဖြစ်မှုကိုပြည်လဲအောင်မစင်စားဘဲနဲ့ Federal ကိုလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်တွေ့ကြမလားပေါ့နော်ဆိုတော့အဲ့ဒါလေးကိုလည်းဆရာကိုကျွန်တော်ပြီးတော့135မျိုးဆိုတဲ့အယူဆကိုပဲကျွန်တော်တို့ဆက်ပြီးတော့ကင်ထားဖို့လိုမလားအဲ့ဒီဟာကိုကျွန်တော်တို့ဒီလူမျိုးရေးကိုethnic categorization ပေါ့နော်ဒီအရင်တော့ကတော့ဒါအင်္ဂလိပ်ခေတ်ကလုပ်ခဲ့တဲ့ဟာပေါ့နောက်ပိုင်းတော့ဒါအာနာရှင်တွေကဒါကိုကင်ပြီးတော့လုပ်တာရှိတယ်ဆိုတော့ဒီအယူဆနဲ့ဒီနိုင်ငံသားဖြစ်မှုဆိုတဲ့ဟာနဲ့ Federal ရှေ့သွားမဲ့ Federal နဲ့အဆက်ကိုဆရာဘယ်လိုပြင်ပါတယ်ခင်ဗျဆွေးနွေးပေးပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကလေတခါလေရရင်ဒီကိုယ့်ဘာကိုစကလုံးနဲ့ကိုနည်းနည်းရှုပ်နေသလားလို့မြင်ရတယ်။မှန်တော့ Federal တိဆောက်တဲ့ပြီးတော့ Federal နဲ့ Democracy ကိုလည်းကျွန်တော်တို့ကတစ်ခုစီခွဲမြင်တယ်။ဒီဥစ္စာနိုင်ငံရေးစနစ်နဲ့အဲ့ဒီနိုင်ငံရေးစနစ်ကိုဘယ်လိုပြည်လဲအောင်လုပ်မယ်ဆို Federal တိဆောက်ပြီးတော့Democracy အားမကောင်းတဲ့မရဘူး။ဒီနှစ်ခုကအတူတူပါပဲ။ Federal ဆိုတာနိုင်ငံရေးစနစ်ပုံစံချပြီးတော့အဲ့ဒါကိုလည်ပတ်ဖို့အတွက် Democracy ကိုလိုတယ်။ Democracy အားနည်းတဲ့ Federal ကကြဆုံးတာပဲဒါအလွယ်ဆုံးပြောရမယ်ဆိုရင်ဒီ US ဟိုပေါ့နော်ကျွန်တော်တို့Soviet Union ရဲ့ပုံပေါ်တယ်
ဆိုတော့ Federal နဲ့ Democracy ကြားမှာကျွန်တော်တို့ရှုပ်ထွေးနေလို့မရဘယ်ဟာအရင်လာတယ်ဘယ်ဟာမလာဘူးဆိုတော့လည်းစလို့ရှိရင်ဒီနှစ်ခုကတွဲပြီးအလုပ်လုပ်မှဖြစ်တယ်ဘယ်နဲ့ညာပါပဲဒါလေးကိုကျွန်တော်တို့နားလည်မယ်ဆိုရင်ဘယ်ဟာကြောင့်ဘာကြောင့်ငါတော့ဒါပဲလုပ်မယ်ဟောလို့မရကိုစစ်ကူရင်ဖန်တီးလို့မရပါဘူးတို့နှစ်ခုရဲ့အလုပ်လုပ်ပုံကလည်းတွဲပြီးမှပဲအလုပ်လုပ်တာဖြစ်တယ်ဆရာပြောတာနောက်တစ်ခုအရေးကြီးတာကကျွန်တော်တို့ကနှစ်ပေါင်းများစွာခုနပြောလို့တိုင်းရင်းသားဖြစ်တယ်တိုင်းရင်းသားမဟုတ်ဘူးလူမျိုးစုတွေက130ကျော်ရှိတယ်120ကျော်ရှိတယ်ပြီးတော့ကျွန်တော်တို့ကဟိုဘောနော်ဒါက FRC ဘောနိုင်ငံခြားသားဒါတွေကအမှန်တကယ်တော့ကျွန်တော်တို့နားလည်ရမှာကဒီဟာကနိုင်ငံတစ်ခုကိုစီမံခန့်ခွဲတဲ့အခါမှာလူထုတွေရဲ့လိုအပ်မှုအဆင်ပြေအောင်လုပ်ဖို့စ조사ခဲ့ရင်တစ်မျိုးဖြစ်တယ်ဒါပေမဲ့နိုင်ငံရေးလက်ဝတ်ကြီးအုပ်ဖို့အတွက်ပုံစံမျိုးဖြစ်သွားမယ်အာဏာရှင်ပုံစံဖြစ်သွားမယ်ဆိုရင်ဒါတွေကကျွန်တော်တို့ပြဿနာဖြစ်လာတယ်ဒါကကျွန်တော်တို့တိုင်းပြည်ယနေ့ခံစားရတဲ့ပြဿနာဖြစ်တယ်တိုင်းရင်းသားဆိုတဲ့ပြန်တဲ့စကားလုံးကိုပြန်ကြည့်ဘာလို့ဆိုတာလဲနော်ကျွန်တော်ကဥပမာရှမ်းလူမျိုးဖြစ်တယ်လူမျိုးရေးချင်းကျွန်တော်အမေရိကမှာမွေးရင်ကျွန်တော်ဗမာပြည်မှာတိုင်းရင်းသားလားဒါလေးပေါ့လေကျွန်တော်အခြေခံလေးကျွန်တော်တို့ပြောပြဆိုတော့တော်တော်များများကကျွန်တော်တို့ကဒီစိုးရိမ်စိတ်တွေနဲ့ချင်းကပ်မှုတွေလည်းအများကြီးပါတယ်ပြီးတော့ကျွန်တော်တို့သွားခြင်းနေတဲ့နိုင်ငံကကျွန်တော်တို့စိတ်ကူးလိုမျိုးသွားခါကြအဲ့ဒါတစ်ခါလေလက်တွေ့မကျတဲ့စဉ်းစားမှုတွေတော့ဖြစ်လာတယ်နောက်ပြီးတော်တော်များများကျွန်တော်တို့အခုဖြတ်သားနေရတဲ့လူမျိုးအစုအရေးအတွက်တို့တိုင်းရင်းသားတို့ဆိုတာကအဆက်ဆက်အုပ်ချုပ်ခဲ့တဲ့အုပ်ချုပ်သူတွေကသူတို့ရဲ့နိုင်ငံရေးစိတ်ကူးနဲ့ဒါကို reinforce လုပ်ထားတယ်ပေါ့ဒီနိုင်ငံရေးအယူဆတွေဒါတွေကတကယ်အကျိုးပြုသလားအကျိုးမပြုသလားဆိုတာကျွန်တော်တို့ပြန်စဉ်းစားမှဖြစ်တယ်တိုင်းရင်းသားဘယ်နှစုပဲရှိတယ်ဖြစ်စေမြန်မာပြည်မှာဘယ်လူမျိုးမဆိုဘယ်ဘာသာဝင်မဆိုဘယ်တဦးတယောက်မဆိုလူခွင့်ရေးတန်းတူညီမျှမှုရှိရမယ်အားလုံးကိုလေးစားစွာဆက်ဆံရမယ်ဘယ်သူမှနစ်နာမှုမရှိအောင်တကယ်လို့ကျွန်တော်တို့လုပ်ချင်တဲ့တိုင်းပြည်ကိုတည်ဆောက်မယ်ဒါအခြေခံအချက်ဖြစ်တယ်ဆိုတော့125မျိုးဖြစ်တယ်။135မျိုးဆိုတာဒါကျွန်တော်တို့ပြောဆိုရင်ဒါ anthropologist လူမှုပေသားလေ့လာမှုအရာဒီတိုင်းပြည်မှာစရိုက်မတူတာနေထိုင်မှုမတူတာဟိုတေတာမတူတဲ့ဟာတွေပေါ်မှာသူတို့လေ့လာသုံးသပ်ရင်းကနေတွေ့ရှိလာတာပါ။ဥပမာကျွန်တော်တို့ရှမ်းလူမျိုးတစုတည်းတွင်ပဲ10စုလောက်ခွဲထားတယ်ဘာလို့နေရာမတူလို့ချင်းတွေ90ကျော်ခွဲထားတယ်ဆိုတော့အထိပ္ပယ်ကမတူညီတဲ့ဒေတာမှာမတူညီတဲ့ချင်းဆရာတွေရိုးရဒလေးတွေရှိတာကိုဒါကိုမှတ်တမ်းယူရင်းနဲ့135မျိုးဆိုတာဒါပြန်ပြီးတော့တုံးချတယ်အဲ့မော်ဒါမနုရပေတာကနေလေ့လာတာကျွန်တော်တို့လည်းလေ့လာတင်တယ်ဒါပေမဲ့ဒါကိုနိုင်ငံရေးရလာပြန်ပြီးတော့ဟိုရောထွေးပြီးတော့ဒါကတော့မင်းတို့ငါတို့အဲ့လာမဖြစ်တဲ့ကိစ္စဖြစ်တယ်ဒါနိုင်ငံရေးကိစ္စမှာနိုင်ငံရေးလို့ပြောတဲ့ခါကျကျွန်တော်တို့တိုင်းပြည်ကလည်းရှုပ်ထွေးနေဘာလို့ဆိုလို့တလဲကိုကပဲအာဏာရဖို့ဆိုတဲ့ဟာရင်းနဲ့တိုင်ပတ်နေတာရှိအမှန်တော့နိုင်ငံရေးအခြေခံတစ်ခုကကျွန်တော်တို့ပြည်တိုင်းပြည်မှာရှိတဲ့ခုနဆရာစုတွေအောင်တို့ပြောတယ်လူထုတွေရဲ့အခြေလိုအပ်ချက်ကိုကျွန်တော်တို့ဘယ်လိုဖြည့်ဆည်းမလဲအကောင်းဆုံးဘယ်လိုဖန်တီးမလဲဒါမလုပ်တတ်ဘဲနဲ့နိုင်ငံရေးသွားပြီးတော့ပြောနေလို့ဆိုဒါကတော့အရှင်းဆုံးပြောတာပေါ့နော်ဒါအကောင့်တွေပေါ်တဲ့အခါမှာအများကြီးပညာပါလာတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒါတွေရဲ့အခြေခံအချက်ကတကယ်ကျွန်တော်တို့အခြေခံအခွင့်အရေးတွေမရှိခဲ့ဘူးเนาะအမှန်တကယ်တော့ကျွန်တော်တို့လက်ခံနားလည်ရမှာကဒီနေ့ဒီခေတ်ခါမှာလူတွေရဲ့မွေးရပါအခွင့်အရေးဆိုတော့ကျွန်တော်တို့လက်ခံဖို့လိုတယ်ဒါကလူအခြေခံလူခွင့်ရေးဖြစ်တယ်เนาะဘာလူမျိုးဖြစ်နေပါစေမြန်မာပြည်နယ်နမိတ်ထဲမှာမွေးဖွားတဲ့လူတွေဟာဒီတိုင်းပြည်မှာသူမွေးဖွားပါလားဆိုတော့အတိမတ်ဖြစ်ဖို့လိုတယ်ဒါကနိုင်ငံတကာမှာကျင့်သုံးနေတာဖြစ်တယ်ဗမာပြည်တော့လည်းထူးဆန်းတယ်ပေါ့မြန်မာပြည်သားတွေလည်းအခုနိုင်ငံတကာမှာအများကြီးရောက်နေပြီးတော့နိုင်ငံတကာရဲ့အခွင့်အရေးနဲ့သူတို့ရပ်တည်နေရတာရှိတယ်ဆိုတော့ခေတ်နဲ့အညီသွားမယ်ဆိုရင်ဒီမွေးရပါအခွင့်အရေးဟာကျွန်တော်တို့ပြစ်ပယ်လို့မရပါဘူးဒါလူအခြေခံလူခွင့်အရေးတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ဒီ EU စာဗမာပြည်မှာတိတ်ပြီးတော့လေးလေးနက်နက်ဆွေးနွေးတာတွေမရှိပါဘူးတကယ်လို့မွေးရပါအခွင့်အရေးကိုကျွန်တော်တို့တကယ်နားလေလက်ခံမယ်ဆိုရင်ခုနပြောတဲ့အရှုပ်ထွေးတော်များများတိုင်းသားလားလူမျိုးစုဘယ်နှခုရှိလဲနောက်ပြီးတော့ဟို FRC လို့တတ်မှတ်ထားတဲ့တရုတ်လူမျိုးအဲ့ဒီပြဿနာကြီးဖြေရှင်းဖို့အတွက်အများကြီးရှင်းနေသွားတယ်အမှန်တော့လူမျိုးတွေဘာသာမတူတဲ့လူတွေပေါ်မှာအခြေခံပြီးတိုင်းမျိုးချစ်တဲ့မချစ်ဘူးအကျိုးပြုတယ်မအကျိုးပြုတယ်မဆိုင်ပါဘူးနော်ဒါကအရေးကြီးတယ်တိုင်းမျိုးတကယ်ချစ်တဲ့လူတကယ်အကျိုးပြုတဲ့လူကလူမျိုးတိုင်းဖြစ်နိုင်တယ်ဘာသာဝင်တိုင်းဖြစ်နိုင်တယ်
ဘယ်လိုမှမဆိုဖြစ်နိုင်တယ်ဒါကိုကျွန်တော်တို့အတိအကျထားဖို့လိုတယ်ဒီနေ့ရှင်းရှင်းပြောရမယ်ကျွန်တော်တို့ဆက်ဆရာဗမာပြည်မှာရှိတဲ့လူတော်တွေလူကောင်းတွေပညာတတ်တွေအများကြီးနိုင်ငံတကာမှာတခြားနိုင်ငံမှာသွားပြီးတော့အကျိုးပြုနေကြတယ်ဒါသူတို့လိုအပ်ချက်အရာပေါ့ဆိုဒီလူတွေကဗမာပြည်မှာအကျိုးမပြုနိုင်ဘူးကျွန်တော်တို့ခုနလွယ်မာတဲ့နိုင်ငံရေးယူဆတွေရဲ့အခြေခံဖြစ်လာတာဖြစ်တယ်ဆိုတော့လောက်နဲ့ကျွန်တော်အရင်ဆွေးနွေးလို့ပါတယ်ဆိုကိုစီသူမောင်ဘလို့ထင်လဲကျွန်တော်တို့ဒီနေမီနဲ့ဒီခုနကျွန်တော်တို့ပြောတဲ့လူမျိုးနဲ့ချိတ်လိုက်တဲ့အချိန်မှာတော့ဟိုဒီအဲ့နေသားမှာရှိတဲ့လူနည်းစုတွေတော့ပြန့်ကျဲနေတဲ့လူနည်းစုတွေပြီးလို့ရှိရင်ဒီကျွန်တော်တို့မေ့နေတာကဒီပြည်တွင်းစစ်ဟိုဒီလွတ်လပ်ရပြီးပြည်တွင်းစစ်ကာလမှာဟိုထွက်ပြေးရတဲ့လူတွေနော်ဟိုအခုဒီကာလဆိုရင်ပိုသိတာတယ်နော်ဟိုဒီရန်ကုန်မှာရှိတဲ့နော်တကြွလှူရှားသူတွေနိုင်ငံရေးသမားတွေလူတော်လိုင်းမှာပါဝင်တဲ့လူတွေလည်းဒီကရင်တို့ကရင်ပြည်နယ်တို့ကိုပြီးတော့တွားရတယ်ဒီဘက်မှာရခိုင်ပြည်နယ်မှာရှိတဲ့ဒီရခိုင်ပြည်နယ်စစ်ပွဲကြောင့်ရခိုင်ပြည်နယ်ကလူတွေလည်းရန်ကုန်တို့ AR တို့ရွှေ့ရတာရှိတယ်အဲ့လိုဟိုလူမျိုးတွေကနော်ဟိုတနေရာထဲမှာနေတဲ့ဟာမျိုးမဟုတ်တော့ဘဲနဲ့ရွှေ့ပြောင်းနေတာတရုတ်ရှက်တင်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီဆိုတော့အရင်တည်းဥပမာပအိုးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီရှမ်းပြည်တခုထဲမှာရှိတာမဟုတ်ကရင်မှာရှိမယ်ဟိုဆိုတော့အဲ့ဒီမှာကရင်လူမျိုးတွေဆိုလို့ရှိရင်လည်းအရာတိုင်းမှာအများကြီးရှိမယ်ဆိုတော့အဲ့လိုပြန့်ကျဲနေတဲ့လူမျိုးတွေနေရာဒေသတစ်ခုထဲမှာဘယ်ဒေသမှာမှနော်ဟိုလူများစုမဖြစ်ဘူးနောက်တစ်ခုကကျွန်တော်တို့ဒီဘာသာရေးလူနည်းစုတွေမှာမွတ်စလင်ရှိမယ်နောက်တစ်ခုကဥပမာလူမျိုးရေးရခေါ်တခါရှိမယ်ဆိုတော့သူတို့အတွက်ကကြတော့ဖက်ဒရယ်ကဘယ်လိုမျိုးအကျိုးရှိမှာလဲသူတို့အတွက်ကဖက်ဒရယ်ကဘာရနိုင်စရာရှိမလဲသူတို့ကဖက်ဒရယ်ကဘယ်လိုအကမတိတ်လုပ်မလဲဟုတ်ပါဒါကတော့ကမ္ဘာတမိုင်းဟိုဒီတမိုင်းအစမှာလေးဟိုကရေကြီးရမျက်နှာရဆိုတာကဒီလိုပဲရွှေ့ပြောင်းသွားလာပြီးတော့ဟိုနေကြတာပဲလေဆိုတော့အဲ့နေရာမှာအဓိက point ကကျွန်တော်ဆိုလိုချင်တာမြန်မာနိုင်ငံမှာနိုင်ငံတော်တစ်ကိုထူထောင်တော့မယ်ဆိုရင်ပေါ့နော်အနာဂတ်နိုင်ငံတော်တစ်ကိုထူထောင်တော့မယ်ဆိုရင်ဘသူရဲ့ value မျိုးတဦးတယောက်ရဲ့မှာ political representation မပြောက်ဖို့လိုတယ်အဲ့တော့ဟိုဘယ်လောက်ပဲတိုင်းရင်းသား list လုပ်ပေါ့နော်135အရင်တော့144ဒီလိုတွေ list လုပ်တည်ဖြစ်စေဆိုတော့ကျွန်တော်နိုင်ငံမှာဘာတမိုင်းရိပ်ရှိလဲဆိုတော့သူကတိုင်းရင်းသားဆိုရင်အခွင့်အရေးပိုရလာဆိုတဲ့ကိစ္စကောကိုပြန်ပြီးတော့ဟိုပြန်ဆက်စစ်သုံးသက်ကြဖို့လိုတယ်ပေါ့နော်အခွင့်အရေးရသလားဥပမာအားဖြင့်အခြေခံဥပဒေဆက်ပေါ့နော်ဒီဘက်2008တီပေါ့ဥပမာတခြားမျိုးတစ်မျိုးမှာလူမျိုးတစ်မျိုးဟာလူမျိုးစုကြီးဖြစ်နေလို့ရှိရင်တခြားလူနည်းစုကိုသူကတိုင်းရင်းသားကြီးကဝင်ကြီးဆိုပြီးတော့တီးတန့် accommodate လုပ်တဲ့သို့မဟုတ်နေရာ representation တစ်ခုပေးတဲ့နိုင်ငံရေးစနစ်ကကျွန်တော်တို့က2008ထဲမှာအဲ့ဒါကိုဖျက်ဆီးခဲ့ရတာဆိုတော့အဲ့လိုအနေအထားတစ်ခုမှာတခြားပျောက်နေတဲ့ territory မရှိတဲ့ non territory လူမျိုးစုတွေဟာလားဘာသာဝင်လူနည်းစုတွေရဲ့ political representation ပျောက်နေလို့ရှိရင်အဲ့ဒါအဲ့နိုင်ငံရဲ့ဘယ်တော့မှမတည်ငြိမ်ဘူးဆိုလိုတာကနိုင်ငံရေးဖြစ်စဉ်တစ်ခုကိုတွားတဲ့အခါမှာဟိုတိုင်းပြည်တစ်ခုထူထောင်တဲ့အခါမှာပါဝင်ထိုက်တဲ့နိုင်ငံရေးဖြစ်စဉ်မှာပါဝင်ထိုက်တဲ့သူတွေဟာအဲ့နိုင်ငံရေးဖြစ်စဉ်ရဲ့ပြင်ပကိုရောက်နေလို့ရှိရင်ဘယ်တော့မှအဲ့ဒီဟာဒီတည်ငြိမ်မှုမရှိဘူးပေါ့နော် stability မရဘူးအဲ့အတွက်ကြောင့်ကျွန်တော်တို့အမြဲတမ်းစဉ်းစားတဲ့အခါမှာအနာဂတ်နိုင်ငံတော်မှာလည်းဒါ positive discrimination ခေါ်တာပေါ့သူကတိတန့်ကို discriminate လုပ်ပြီးတော့နေရာပေးစဉ်းစားရမယ် accommodate လုပ်ရဒါမျိုးတွေအခြေခံစဉ်းစားဖို့လိုအပ်တာပြီးတော့တိုင်းပြည်မှာဒါတစ်ချက်နောက်တစ်ခုကcitizen right base ဒီနိုင်ငံသားဖြစ်မှုကိုအခြေခံတဲ့စဉ်းစားချက်ကျွန်တော်တို့အထက်မှာအားကောင်းလာဖို့လိုတယ်နိုင်ငံသားဖြစ်သွားလို့ရှိရင်အားလုံးကသူ့ရဲ့ citizen right အရာရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိတယ်ဟာလာဒီနောက်ဆုံးအုပ်ချုပ်ရေးရန်ရဲ့မှာပါဝင်ခွင့်ရှိတယ်သူကပြည်သူလူထုကိုကိုသားခွင့်ပြုခွင့်ရှိတယ်ဆိုတော့ဒီလိုမျိုးအခြေအနေတွေကိုကျွန်တော်အနာဂတ်ဖွဲ့စည်းပုံရေးဆွဲရေးမှာအဲ့ဒါမူတွေလမ်းညွှန်တွေဖြစ်ကျွန်တော်တို့ကထည့်သွင်းစဉ်းစားဖို့လိုတယ်ဒီအချိန်မှာတော့ကျွန်တော်တို့ဟို founder state ကိုလည်းမဆွေးနွေးတာကောင်းတယ်။ဘာကြောင့်လဲဆိုတော့နယ်မြေတွေပြည်နယ်တစ်ပေါ်ထွန်းတာတွေကအများကြီးဒီဟိုရွေလျားနေတယ်ပေါ့နော်။အရင် dynamic ကလည်းကြီးတယ်။ဒီလိုပဲတော်လိုင်းရဲ့ momentum ပေါ့နော်။အရှိန်ဟုန်ကလည်းနေ့စဉ်နဲ့အမျှအပြောင်းလဲအများကြီးရှိတယ်။တော်လိုင်းရေးစီရေးမှာလည်းဒီလိုပဲ logran ရှိတယ်။ဒါအားလုံးပြောနေကြပါပဲ။အတက်ကြရှိတယ်။အတိုးဆုပ်တွေရှိတယ်။ဒီအခြေအနေမတည်ငြိမ်နေတဲ့အခြေအနေမှာတော့အားလုံးကြားထဲမှာတော့နေမြေဆိုင်ရာအငင်းပွားမှုတွေကိုကျွန်တော်တို့ချင်းချင်းကြားမှာကျွန်တော်တို့ကြီးညာချက်တွေလည်းထုတ်ခဲ့မှုပါတယ်။ဘာလဲဆိုတော့ကျွန်တော်တို့ဒီကိစ္စကဒါမိတ်ဖက်ပလိပခအနေနဲ့ပဲဖြေရှင်းရအနာဂတ်ကာလမှာသက်ဆိုင်ရာဒေသခံပြည်သူတွေကိုဟာလာဒီမဲဆန္ဒခံယူတာသက်ဆိုင်ရာခေါင်းဆောင်တွေရဲ့ညှိနှိုင်းဆွေးနွေးမှုတွေဒီလိုမျိုးအားလုံးတိုင်ပင်ဆွေးနွေးမှုတွေကနေပြီးတော့တဆင့်ဒီသက်ဆိုင်ရာနေမြေဒီဟာပြည်내တစ်ပေါ်ထွန်းရေးတွေဆိုတာဒါနောက်တစ်ချိန်မှာရှိလာမှာဆိုတော့ဒီချိန်မှာ
ကျွန်တော်တို့ခေါင်းဆောင်တွေကြားထဲမှာအားလုံးဟိုယုံကြည်ချက်အားကောင်းလာဖို့လိုတာဘာလဲဆိုတော့ခွဲခြားဆက်ဆံခံရတဲ့သူတွေဟုတ်လားနေမြေဒေတာအတီတကျမရှိဘဲနဲ့ရွှေ့ပြောင်းနေတဲ့သူတွေအဲ့ဒီလိုပဲသူတို့မှာဟို identity ပေါ့နော်ဟိုပျောက်နေတဲ့သူတွေပေါ့သူ့ရဲ့ identity ဟိုပျောက်နေတဲ့လူမျိုးစုတွေရဲ့ကိုစားပြုခွင့်တွေဟာအနာဂတ်မှာကျင်းတည်ပေါက်ထည့်သွင်းစဉ်းစားရမယ်အဲ့တော့အဲ့အကြောင်းကျွန်တော်ဆော့ကအစောပိုင်းမှာဆွေးနွေးတဲ့တောင်းမှာကျွန်တော်ဆွေးနွေးတာခွဲတန်းလို့မစဉ်းစားပါနဲ့အားလုံးကဒန်းတူရည်တူနဲ့ဒီတိုင်းပြည်ကိုတိဆောက်ကြတယ်လို့စဉ်းစားလို့ရှိရင်အားလုံးရဲ့ representation လည်းမပြောက်ဘူး citizen right base လို့ခေါ်တဲ့နိုင်ငံသားဖြစ်မှုကိုအခြေခံတဲ့နိုင်ငံတိဆောက်ရေးအုပ်ချုပ်ရေးရန်တွေကတိဆောက်ရေးနဲ့ကိုစားပြုခွင့်ဆိုတဲ့ဟာတွေကကျွန်တော်ထင်တယ်ပြည်ပြည်ပြင်းနဲ့ဖော်ဆောင်သွားဖို့လိုတယ်လို့ကျွန်တော်မြင်တယ်။ဆိုပါဆမဟို Federal ကတော့လုပ်ရမယ်ပြဿနာကိုဖြေရှင်းရမယ်နီလန်ပြီးတော့ Federal လို့ကြည့်တဲ့ခါမှာလည်းမြန်မာလိပခါကိုဖြေရှင်းတဲ့နီလန်တစ်ခုအနေနဲ့လည်းကျွန်တော်တို့ကြည့်လို့ရတယ်လို့ဆိုကြတယ်ပြီးတော့ကိုစီတူမောင်ပြောရတဲ့ထဲမှာလည်းပါတယ်အဓိကတော့ဒီနိုင်ငံသားဖြစ်မှုကိုအခြေခံတဲ့ Federal နဲ့လူမျိုးဖြစ်မှုကိုအခြေခံတဲ့ Federal ပေါ့နော်ဆိုတော့အဲ့ဒီနှစ်ခုမှာဟိုကျွန်တော်တို့ဘယ်ဟာကိုသုံးဖို့လိုမလဲနောက်တစ်ခုကပေါင်းသုံးရမှာလားဆမဘယ်လိုမြင်လဲပေါ့နော်ဆမမျှော်မှန်းထားတဲ့ဆမဒီဇိုင်းပေါ့နော်ဆမဟိုမျှော်မှန်းထားတဲ့ Federal ကဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတော့မိခုံးကတော့ citizenship နဲ့ပို့ပြီးတော့နိုင်ငံသားဖြစ်ခြင်းနဲ့ပို့ပြီးတော့ຫນွယ်မယ်လို့တော့ထင်တယ်ပေါ့နော်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျမတို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ပေါ့နော်ဟိုတကယ်ဟိုလက်ရှိဟိုနဲ့ပြန်ပြီးတော့ချိန်ထိုးကြည့်မယ်ဆိုလို့ရှိရင်ကျမတို့နိုင်ငံကတပါတီအာဏာရှင်စနစ်နောက်ပြီးတော့စစ်အာဏာရှင်စနစ်ရဲ့နှစ်ပေါင်း80ကျော်ကြာအုပ်ချုပ်မှုရဲ့အောက်မှာဘာတွေဖြစ်လာတယ်လဲဆိုရင်ကျမတို့ပြည်တွင်းစစ်တွေဖြစ်လာတယ်နောက်ပြီးတော့ကျမတို့ခုနပြောဆိုရွှေ့ပြောင်းနေထိုင်မှုတွေအပြောင်းအလဲတွေအများကြီးရှိတယ်ကျမတို့ဒီနေဆက်မှာခိုလုံရတဲ့သူတွေဒုက္ခသည်စစ်ရှောင်စခန်းတွေမှာခိုလုံရတဲ့ဒီတိုင်းရင်းသားတွေကျမတို့အများကြီးရှိတယ်ဆိုတော့နှစ်ပေါင်း80ကျော်ကြာတဲ့အချိန်မှာဆိုလို့ရှိရင်တော့ generation နေနဲ့ဆိုတော့ကျမတို့ third generation fourth generation တိရောက်လာခဲ့တယ်တခြားသောဥပမာအဖြစ်ဆိုလို့ရှိရင်1980နှစ်နိုင်ငံသားဖြစ်ခြင်းဥပဒေအရဒါမှမဟုတ်လို့ရှိရင်အခြားသောဥပဒေပြဋ္ဌာန်းလိုက်တဲ့ဥပဒေအရဒီနိုင်ငံမှာမနေနိုင်တော့ဘဲနဲ့တခြားနိုင်ငံကိုခိုလုံပြီးတော့ရွှေ့ပြောင်းရတဲ့သူတွေခိုလုံနေထိုင်ရတဲ့သူတွေကကျမတို့မှာအများကြီးရှိရပေါ့နော်နောက်ပြီးကြတော့ခုနကပြောခဲ့သလိုပဲကျမတို့နိုင်ငံမှာဟိုနှစ်ပေါင်းကျမတို့ပြန်ကြည့်မယ်ဆိုနှစ်ပေါင်း100ကျော်လောက်ရှိခဲ့တဲ့ကျမတို့ဒီ Chinese descendant တွေနောက်ပြီးတော့ Indian နွယ်ဖွားတွေကျမတို့ Gorkha တွေတခြားသော religious minority တွေလည်းကျမတို့အများကြီးရှိရပေါ့နော်ဆိုတော့သူတို့ရဲ့နိုင်ငံသားဖြစ်တည်ခွင့်တွေကိုကျမတို့ဘယ်လိုလုပ်ကြမလဲဘယ်လိုအကောင့်ထဲပေါ်ကြမလဲဆိုတော့အဓိကအဖြစ်တော့ဟို simple လေးနဲ့ကျမတို့တွေးလို့ရတယ်ဘယ်လိုဆိုလဲကျမတို့အခြေခံလူအခွင့်အရေး fundamental right ကအပြည့်အဝဒီနိုင်ငံရဲ့ဟိုမှာဆိုလို့ရှိရင်အပြည့်အဝပေးထားတဲ့နဲ့ပေးဖို့ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ဟာ fundamental right ကအပြည့်အဝရှိရမယ်နောက်ပြီးတော့လူရည်လို့ဖြစ်လာလို့ရှိရင်သူ့ရဲ့ဒီနိုင်ငံမှာမွေးဖွားတဲ့သူ့ရဲ့လူရဲ့ဖြစ်တည်မှုပေါ့နော်သူ့ရဲ့ citizen ဖြစ်တည်မှုရဲ့ဒီ right အခွင့်အရေးမဲပေးပိုင်ခွင့်လားရွေးချယ်ပိုင်ခွင့်လားအရှင်ပြိုင်ပိုင်ခွင့်လားနိုင်ငံရေးရရက်တည်မှုလားပါဝင်ခွင့်နေလားဆိုအမျိုးသမီးရဖြစ်စေနောက်ပြီးကြတော့လူနည်းစုမတန်ဆွမ်းရတော့၎င်းကြားမှာဟိုကျမတို့ gender identity ရတော့၎င်းပါဝင်မှုတွေကကျမတို့အပြည့်အဝရှိရမှာဖြစ်တယ်ပေါ့နော်ဘလို့မှခွဲခြားမှုမရှိဘဲနဲ့ဆိုတော့အဲ့ဒါတွေကိုကျမတို့ဘလို့လုပ်မလဲဆိုလို့ရှိရင်တော့ကျမတို့ဒီနိုင်ငံသားဖြစ်ခြင်းဥပဒေပေါ့နော်ဆိုတော့အဲ့ဒါကိုကျမတို့ဖော်ဆောင်ဖို့လိုတယ်လှုပ်ဆောင်ဖို့လိုတယ်ဆိုတော့ဘလို့မူပေါင်းတွေလှုပ်ကြမလဲဆိုလို့ရှိရင်တော့ကျမတို့ဥပမာပြင်ဥပဒေရေးဆွဲခြင်းတော်၎င်းဒါမှမဟုတ်လို့ရှိရင်လည်းကျမတို့အသွင်ကူးပြောင်းရေးကာလမှာဆိုလို့ရှိရင်လည်းဒီဟာကိုတစ်ခုအနေနဲ့ပေါ့နော်အခန်းတစ်ခုအနေနဲ့နိုင်ငံသားဖြစ်ခြင်းကျမတို့အခန်းအနေနဲ့လာထည့်သွင်းပြီးတော့ဒီသူတွေကိုကျမတို့ဘလို့လုပ်ပြီးတော့ပြန်လည်ပြီးတော့လက်ခံသွားမလဲဆိုတော့အဲ့လိုပြန်လည်လက်ခံတဲ့အချိန်မှာလည်းကျမတို့ဟို step တွေအများကြီးရှိမယ်ပေါ့နော်ဘလို့ကျမတို့ independent organization တွေဟို committee တွေ commission တွေဖွဲ့ပြီးတော့ဘလို့လက်ခံသွားမလဲခုနကပြောတဲ့ category တွေကကျမတို့မှာအများကြီးရှိရပေါ့နော်ဆိုတော့သူတို့ရဲ့အခြေခံရပိုင်ခွင့်နောက်ပြီးတော့သူတို့ရဲ့ဒီနိုင်ငံသားဖြစ်ခြင်းဖြစ်ပိုင်ခွင့်တွေကိုကျမတို့ပြန်လည်ပြီးတော့ပေါ့နော်ပြန်လည်ပြီးတော့ပေးအပ်ဖို့သူတို့ရတင်ရထိုက်တဲ့အခွင့်အရေးတွေကိုကျမတို့ပြန်လည်ပြီးတော့ပေးအပ်သွားဖို့လှုပ်ဆောင်သွားဖို့တော့လူအသွင်ကူးပြောင်းရေးကာလမှာတည်တည်ချာချာလေးကျမတို့ဒီဥပဒေဖြစ်ပြဋ္ဌာန်းပြီးတော့ဒါမှမဟုတ်မူပေါင်းဖြစ်ပြဋ္ဌာန်းပြီးတော့လှုပ်ဆောင်သွားဖို့လိုအပ်တယ်အဲ့ဒီအပြင်မှာလည်းကျမတို့တကယ်ကျမတို့အမြဲတမ်းခြေလေးမှာလည်းဒီဟာကိုလည်းချိတ်ဆက်ပြီးတော့ပေါ့နော်လိုအပ်သူတို့ကျမတို့ဆက်လက်ပြီးတော့တည်တည်ချာချာလေးဒီဟာကိုကျမတို့ citizenship ကိုဖော်ဆောင်ဖို့လိုအပ်မယ်လို့ကျမအနေနဲ့တော့မြင်ပါတယ်နည်းနည်းလေးဖြည့်ပြောချင်တယ်သူကဟိုကျွန်တော်နိုင်ငံရဲ့လွတ်လပ်ရေးကြီးညာစာတမ်းမှာပေါ့နော်သူကနိုင်ငံဟာတဦးတစ်ယောက်ပိုင်မဟုတ်တစုတစ်ဖွဲ့ပိုင်မဟုတ်အဲ့လိုပဲလူမျိုးတစ်မျိုးကပိုင်တာလည်းမဟုတ်ဘူးပေါ့နော်ဒါကနိုင်ငံရဲ့ဒါဟိုလွတ်လပ်ရေးကြီးညာစာတမ်းအခုဆိုရင်ဒါ
မြို့လေကောင်ကဘနုလာကြောက်တိုင်မှာလည်းတွေ့ရမယ်ပေါ့နော်ဆိုတော့တစုတစ်ဝက်ပိုင်မဟုတ်နံပါတ်1တဦးတယောက်ပိုင်မဟုတ်ဒီနိုင်ငံမှာဒီလွတ်လပ်ရေးရဖို့အတွက်အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေမှာပါခဲ့တဲ့လူမျိုးတွေအားလုံးနဲ့ဆိုင်တယ်ဘာသာဝင်တီးအားလုံးနဲ့ဆိုင်တယ်လူလူရန်ဆိုတာအလွှာတီးနဲ့ဆိုင်တယ်ဆိုတဲ့အတွက်ကြောင့်ဒီနိုင်ငံမှာအတွေ့အခေါ်တွေကဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့ဆိုးရတဲ့ပေါ့နော်situation အခြေအနေလေးတွေပေါ့တပါလဲဆိုအိမ်ရှင်နဲ့ဧည့်သည်ဆိုတဲ့ရှိတယ်ဆိုတော့ငါတို့ကအိမ်ရှင်ပဲမင်းတို့ငါတို့အစင်မပြေဘူးလာတာတိုးတောင်းလို့အိမ်လက်ခတိုးတောင်းလို့မင်းမရလို့ရှိလို့ရှိရင်မင်းအိမ်မွားဆင်းဆိုတဲ့ဟာက2020မှာဒီဖြစ်ခဲ့တဲ့အခြေအနေပဲ2020မှာရွေးကောက်ပွဲကျင်းပခဲ့တယ်စစ်တပ်ကဒါတော့ကစားပွဲဆိုတာကပွင့်လင်းပြောလို့ရှိရင်ဒီကစားပွဲရဲ့စီမင်းစီကံအတိုင်း2008တည်းကနေပြီးတော့ဝင်ကစားခဲ့ကြတယ်စီမင်းစီကံတိုင်းဝင်ကစားခဲ့တယ်သို့ပေမဲ့လို့ကာဝေးဦးတီချုပ်တယောက်ကသူမကြိုက်တဲ့ရလက်ထွက်လာတဲ့အခါမှာမင်းတို့အာနာသိန်းနေကွာဟဲ့လားဒီတိုင်းပြည်ကနေပြီးတော့မင်းတို့ဒီလွတ်တော်တွေမတက်နေတော့ဆိုပြီးတော့အိမ်ရှင်ကနေအိမ်ငှားဆိုတဲ့ဟာမျိုးကနိုင်ငံရေးမှာလည်းဒီတမိုင်းဖြစ်ရကရှိခဲ့ဘူးတယ်ဆိုလိုတာကျွန်တော်တိုင်းပြည်မှာကာကွယ်ဦးစီးချုပ်တယောက်ကသူမကြိုက်တဲ့ရွေးကောက်ပွဲရလက်ထက်တိုင်းအာဏာသိမ်းခွင့်ရှိတယ်ဆိုတဲ့ဟာကိုလည်းကြုံခဲ့ဘူးတယ်ဒီလိုပဲအိမ်ရှင်ဆိုတဲ့ဆက်ဆံမှုဒီလိုအိမ်ရှင်အိမ်ငှားဆိုတဲ့ဆက်ဆံမျိုးကကျွန်တော်တို့လူအဖွဲ့အစည်းတခြားတော်လိုင်းအင်အားစုတွေမှာလည်းဒါမရှိတဲ့တော့ဘာကြောင့်လဲဆိုတော့ငါတို့ကအိမ်ရှင်ပဲမင်းတို့ကအိမ်ငှားတယ်မင်းတို့ကရွှေပြောင်းဝင်ရောက်လာတယ်မဟုတ်ဘူးဒီနိုင်ငံရဲ့လွတ်လပ်ရေးကြိုးပမ်းမှုတမိုင်းမှာပါခဲ့တဲ့သူတွေဟဲ့လားအစ္စလမ်ဘာသာဝင်တွေဂေါ်ရခါလူမျိုးတွေနောက်ပြီးတော့ဒီဟိန္ဒူမျိုးနွယ်စုတွေဒီလိုပဲတရုတ်အမျိုးသားတွေပေါ့နော်သူတို့တွေအားလုံးဒီနိုင်ငံရဲ့လွတ်လပ်ရေးကြိုးပမ်းမှုတမိုင်းတစ်လျှောက်မှာခေတ်ဆက်အကြောင်းသားလှုပ်ရှားမှုတွေအရေးတော်ပုံတွေမှာပါခဲ့တယ်ဟဲ့လားဒါတွေကတမိုင်းလေးလာလို့သိတယ်ဆိုတော့ဒီအချိန်မှာအဲ့ကြောင့်ကျွန်တော်တို့ကလွတ်လပ်ရေးကြိုးပမ်းမှုကာလာရဲ့အစောပိုင်းမှာရှိခဲ့တဲ့ဒါပင်လုံဂတိကိုဘယ်လိုပဲပြောလွတ်လပ်ရေးကြီးညာစာတမ်းမှာပဲပြောဒီနိုင်ငံကိုနံပါတ်1တူတယောက်ပိုင်တစုတစုရဲ့ပိုင်လို့မစင်စားနဲ့အားလုံးဟာဒီနိုင်ငံကိုအတူတူထူထောင်ခဲ့ကြတယ်ဆိုတော့ဟာနေပြီးတော့အဲ့အခြေခံနေပြီးတော့စဉ်းစားပြီးတော့ဘယ်သူမှအင်ရှင်မဟုတ်ဘယ်သူမှဧည့်သည်မဟုတ်ဘူးဒီတိုင်းပြည်ကိုငါတို့အတူတူထူထောင်ခဲ့ကြတယ်ဆိုတော့စိတ်ကျွန်တော်တို့တွေမှာအားကောင်းလာဖို့လိုတယ်အဲ့ဒီကနေမှတဆင့်နိုင်ငံရေးကိုစားပြုခွင့်ရောအားလုံးမြတ်မြတ်တတနဲ့အကျိုးထင်တယ်ပေါင်ဝင်ပြီးမယ်ဆိုလို့ရှိရင်ဒီအခြေအနေတွေကိုကြော်လာနိုင်တယ်ဒါကျွန်တော်တို့ကြုံနေရတဲ့သမိုင်းဒါလေးဖြည့်သက်ပြောချင်တာပါကျေးဇူးပါဆိုတော့ဆရာဒီ Federal Design ပေါ့ဆရာရဲ့เนาะဒီခုနပြောတဲ့ဒီပြည်နယ်ဘယ်နှခုဖွဲ့မယ်ပြည်နယ်တွေဖွဲ့မယ်ဆိုတဲ့ဟာကတော့လက်ရှိကာလအပြောင်းလဲရများတယ်နေ့တူကအမြဲတမ်းအပြောင်းလဲတွေရှိနေတဲ့အခါကျတော့ပြောဖို့ခက်တယ်ပေါ့เนาะဆိုတဲ့အခါကျတော့ဒါပေမဲ့လို့လည်းအနည်းဆုံးကျွန်တော်တို့ကဥမာFederal ပြည်နယ်တစ်ခုနဲ့တစ်ခုကြားမှာအာဏာတူမှာလားเนาะဒီအချိုးညီတဲ့ Federal เนาะ Symmetrical Federal ကိုသွားမှာလား Symmetrical Federal ကိုကျွန်တော်တို့သွားမှာလားပြီးလို့ရှိရင်ဒီကျွန်တော်တို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေရှမ်းပြည်မှာဆိုလည်းအခု2008ဖွဲ့စည်းပုံအခြေခံဥပဒေ framework ရပြောမယ်ဆိုရင်ဝါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုကန့်တနုဆိုတော့အဲ့ဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကိုရောဘယ်လိုကျွန်တော်တို့ဘယ်လောက်အရေးကြီးလဲဘယ်လိုစီမံမလဲပြီးတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ဒီပါတယ်ပေါ့နော်ဒီတိုင်းဒေသရေးရာဝန်ကြီးဆိုပြီးတော့ဒီထားပါရန်ကုန်မှာဒီရခိုင်လူမျိုးရခိုင်တိုင်းသားကိုရဝန်ကြီးARV မှာကရင်တိုင်းသားကိုရဝန်ကြီးပြန့်ကျဲနေတဲ့ဒီလူမျိုးတွေအတွက်ဒါပေမဲ့ဒီနေရာတွေကပုံမှန်အဖြစ်ဆိုလို့ရှိရင်တော့ကျွန်တော်နားလေတလောက်ကတော့ဖဲချိုးဖြတ်တဲ့ယာရုပဲပေးထားတာမျိုးဖြစ်ပါတယ်အဲ့တော့သူတို့ငွေကြေးရလုတ်ပိုင်ခွင့်ရပေးတာလည်းမဟုတ်ဘူးဒါပေမဲ့သူတို့ကလည်းဒီ Federal Unit တွေမှာပဲလုတ်ခွင့်ရှိတယ်ဝန်ကြီးလုတ်ခွင့်ရှိတယ်ပြည်အောင်စုမှာတော့သူတို့နေရာမရှိဘူးပေါ့ဆိုတော့အဲ့တော့ပြန်ပြောမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးတချို့ပြည်နယ်တွေကကြီးတယ်တချို့ပြည်နယ်တွေကသေးမယ်တချို့ပြည်နယ်တွေရဲ့နိုင်ငံရေးလူလာချက်ကပို့ပြီးတော့မြင့်ကောင်းမြင့်မယ်တော့တရားသနာရှိတဲ့ပြည်နယ်ရှိမယ်တရားသနာမရှိတဲ့ပြည်နယ်ရှိမယ်ပြန့်ကျဲနေတဲ့လူမျိုးတွေကလည်းတနိုင်ငံလုံးမှာရှိနေမယ်ဆိုတော့ဘယ်လိုလုပ်ကြမလဲဆရာဘယ်လိုဒီဇိုင်းဆင်မလဲ Federal ကိုအားလုံးပါဝင်လို့ရမယ်ကျွန်တော်ကတော့ဘယ်လိုပြောလဲဆိုရင် multicultural federalism ပေါ့နော်ပြည်ချင်းမှုအုပ်စုအားလုံးလူမျိုးပဲဖြစ်ဖြစ်ဘာသာပဲဖြစ်ဖြစ်ခုနပြော gender ရပဲဖြစ်ဖြစ်ယဉ်ကျေးမှုအုပ်စုတွေအားလုံးဓာတ်တူညီမျှတော့ပါဝင်ပတ်သက်လို့ရတဲ့ Federal ဆိုတာဘယ်လိုပုံစံမျိုးဖြစ်မလဲဆရာဟုတ်ကဲ့ကျွန်တော်တို့ဆရာပြောတဲ့အားတွေကတော်တော်အရေးကြီးပါတယ်ဒါပေမဲ့ကျွန်တော်တို့စဉ်းစားတဲ့အခါမှာပေါ့နော်ကျွန်တော်တို့ရဲ့ချင်းကပ်ပုံတွေကျွန်တော်တို့သုံးပြတဲ့ဒီဟာဗျူဟာတွေကအနာတခြားဆေးတခြားမဖြစ်ဖို့အရေးကြီးပါတယ်တော်တော်များများကကျွန်တော်တို့တစ်ခါလေအဲ့ဒါကလည်းအကျိုးဆက်ကကျွန်တော်တို့တစ်ခါလေတွေမှာလက်ရှိရင်ဆိုင်နေရတဲ့ပြဿနာနဲ့ကျွန်တော်တို့တကယ်တွားခြင်းနေတဲ့ကျွန်တော်တို့ရဲ့နိုင်ငံရေးပန်းတိုင်းဒီဟာကိုလည်းအမြဲတမ်းထည့်သွင်းစဉ်းစားပါတယ်အလွယ်တကူပဲကျွန်တော်တို့က
ပြောရမယ်ဆိုရင်ဒီလိုနိုင်ငံရေးလွန်ဆွဲမှုအရန်ကြီးမားတဲ့အခါမှာကျွန်တော်တို့ကကိုယ့်အုပ်စုကိုယ့်လူမျိုးကိုယ့် identity လောက်နဲ့တွားမယ်ဆိုရင်ဒီကျွန်တော်တို့တိုက်ဖြတ်ခြင်းနဲ့ဒီဘောနော်စစ်အာဏာရှင်စနစ်ကပို့ပြီးတော့ရှိရမှာဖြစ်ပါတယ်ဒါကတစ်ချက်ပေါ့နော်ချင်းကပ်ပေါ့ဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီပြီးခဲ့တဲ့ကျွန်တော်ဆရာတို့ဆရာမတို့ဆွေးနွေးသွားတယ်လို့ပါတယ်နှစ်ပေါင်း60ကျော်80ရဲ့နိုင်ငံရေးသင်ခန်းစာအကြီးဆုံးတစ်ခုကတော့ကျွန်တော်တို့ဟာလူမျိုးခွဲခြားမှုရဲ့ရလဒ်တွေဖြစ်တယ်ဆိုနောင်ဖြစ်လာမဲ့ကျွန်တော်တို့ပြည်ထောင်စုနိုင်ငံတော်တက်တာဘယ်လူမျိုးဘယ်ဘာသာဘယ်သူ့ကိုမှခွဲခြားဆက်ဆံခြင်းဆိုတာမရှိရဘူးပေါ့နော်ဒါဒီသင်ခန်းစာကိုကျွန်တော်တို့မယူဆိုရင်ကျွန်တော်တို့ရှေ့တက်လို့မရဘူးဆိုတော့ပြောချင်တာကလူမျိုးစုငယ်တွေဖြစ်စေလူမျိုးစုငယ်တဲ့လူမျိုးစုငယ်တွေကိုကျွန်တော်တို့ဘယ်လိုကာကွယ်ဥပဒေအရကာကွယ်မှုပေးတဲ့ဒါတွေကအများကြီးကျွန်တော်တို့ပြောလာကျွန်တော်တို့ကပြောနေတဲ့ vision ပေါ့ပြောတယ်ဒါကတကယ်ပဲတမိုင်းသင်ခန်းစာဖြတ်တန်းခဲ့တဲ့နိုင်ငံရေးသင်ခန်းစာပေါ်မှာဘယ်လောက်အခြေခံခဲ့တယ်လဲဆိုတော့လုံနေလောက်ဟာနေတော့အမျိုးမျိုးရှိမှာပေါ့ခုနပြောလို့နိုင်ငံရေးကိုစားပြုမှုတွေရှိရမယ်အထူးသဖြင့်တင်းငယ်ပြီးအကာအကွယ်မဲ့တဲ့လူအုပ်စုတွေလူမျိုးစုတွေဘာသာတွေကိုကျွန်တော်တို့ကဘယ်လိုကာကွယ်တယ်လဲဆိုတော့အဲ့ပြည်ထောင်စုရဲ့အည်အသွေးဖြစ်တယ်အဲ့ဒီကာကွယ်မှုမပေးနိုင်တဲ့ပြည်ထောင်စုအနာဂတ်ပြည်ထောင်စုဆိုတာကျွန်တော်တို့ပြောချင်နေတဲ့နာမည်ပဲရှိမယ်တကယ်ပြည်ထောင်စုဖြစ်လာမှာမဟုတ်ဘူးဆိုတော့ပြောချင်တာကဒီပြည်ထောင်လူမျိုးစုတွေကိုကာကွယ်မှုပေးတဲ့ဟာကကျွန်တော်တို့နောက်တိဆောက်မဲ့နိုင်ငံတော်တစ်ပြည်ထောင်စုအစ်ရဲ့အခြေခံအကျဆုံးအည်အသွေးဖြစ်တယ်အဲ့လိုလောက်တဲ့အခါမှာသူတို့ကိုကျွန်တော်ပြည်ထောင်စုအစစ်မှာကိုနိုင်ငံရေးကိုစားပြုခွင့်တွေရှိမယ်သူတို့နေရာမှာလည်းအချင်းချင်းဘယ်လိုခေါ်မလဲသူတို့ကိုယ်ပိုင်လွတ်လပ်စွာပြောဆိုကျင့်သုံးပိုင်ခွင့်ပေါ့ခုနပြောရမယ်ဆိုသူဒေတာလိုက် self determination တွေရှိဖို့လိုတယ်နောက်ခုကျွန်တော်ခုနပြောတဲ့ subsidiarity ဆိုတော့ကိုယ့်ရဲ့ဒေတာနဲ့ဆိုင်တဲ့လူတွေကကိုယ့်အဲ့ဒီဒေတာတွေကလူတွေကပဲပါဝင်ပြီးတော့စီမံခန့်ခွဲအုပ်ချုပ်တဲ့ဒီစနစ်တွေဒါတွေကကျွန်တော်တို့အဆင့်လိုက်အကောင့်နဲ့ပေါ်တဲ့အခါမှာဒီစနစ်တွေပေါ်လာမှာဖြစ်တယ်ပေါ်လာမှာဖြစ်တယ်ဒါပေမဲ့တခုတော့ရှိတာပေါ့နော်ကျွန်တော်တို့တတိထားမှာဘယ်လူမျိုးစုဘယ်တိုင်းနာဘယ်ဘာသာကိုမှကျွန်တော်တို့ခွဲခြားခြင်းလို့မရတယ်လို့ဒါပေမဲ့အစအရာဒီလဲ identity ပေါ်မှာအခြေခံပြီးတော့နိုင်ငံရေးကိုပဲအဆောင်ပေးစဉ်းစားမယ်ဆိုရင်ကျွန်တော်တို့တွားခြင်းတဲ့နေရာ balance မဖြစ်တော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ဆရာပြောသလိုပဲဒီနိုင်ငံမှာလူတစ်မျိုးပဲနေတယ်ဒီဘာသာတစုပဲနေတယ်ဆိုတော့တိဒနယ်မြေကမရှိသလောက်ဖြစ်တယ်ကျွန်တော်တို့လူမျိုးကမတူညီတဲ့လူမျိုးတွေမတူညီတဲ့ဘာသာတွေနဲ့စုပြီးတော့နေထိုင်တဲ့နိုင်ငံရှိတယ်ဆိုပေမဲ့လူတွေကအတူတူကဘယ်လိုနေထိုင်ရတယ်ဆိုတော့ community ထဲမှာရက်ကွက်ရက်ရွာထဲမှာတို့သိကြတယ်ရက်ကွက်ရက်ရွာတိုင်းမှာမတူညီတဲ့လူမျိုးတွေမတူညီတဲ့ဘာသာတွေအတူတူနေထိုင်တတ်တယ်ဒါပေမဲ့နိုင်ငံရေးသမားနိုင်ငံရေးခေါင်းဆောင်တွေကဒီအပေါ်မှာကျွန်တော်တို့တေချာဟိုခေါ်မလဲနားလဲသုံးသပ်မှုအခြေမခံမဲနဲ့စိတ်ကူးရင်တဲ့နိုင်ငံရေးတွေအသင်းလုပ်မယ်ဆိုရင်ဒါကတော့ငါနေရဒါငါလူမျိုးအဲ့လိုအသင်းဖန်တီးမယ်ဆိုရင်မလိုအပ်တဲ့ပြဿနာကျွန်တော်တို့ကသွားဖန်တီးတယ်လို့ဖြစ်နေမယ်ဆိုရှိနေတဲ့ကျွန်တော်တို့လူထုတွေတိုင်းသားတွေရဲ့သူတို့ရဲ့တဘာဝဘေးအခြေအနေဘဝအခြေအနေကိုကျွန်တော်တို့ထည့်သွင်းစဉ်းစားဖို့လိုတယ်အဓိကသူတို့ရဲ့အနာဂတ်ကောင်းကျိုးဖြစ်တာတခါတလေမှာလည်းသူတို့နေရာတွေတော့ရှိပဲကျွန်တော်တို့ဒီ special region တို့ autonomous region တို့ဖန်တီးပေးထားတဲ့အထူးပေါ့နော်ဒေသတွေဖန်တီးတာရှိတယ်ဥပမာကနေဒါတို့ Scandinavia ဒါတွေကအထူးသဖြင့်ဒီလူမျိုးစုတွေအားတော့ဖြင့်သူတို့ရဲ့ရိုးရာယဉ်ကျေးမှုဟာဒီဟိုင်းမဲ့လွတ်ထားလို့ရှိရင်ပြဿနာအများကြီးရှိနိုင်တယ်ထိခိုက်မှုရှိနေသူတို့ရဲ့သဘောတဘာဝကိုအခြားလူမျိုးစုနဲ့နေထိုင်လို့ရှိရင်သူတို့ရဲ့နစ်နာဆုံးရှုံးမှုကြီးတယ်ဆိုတော့အဲ့ဒါကိုကာကွယ်ပေးဖို့အတွက်ဒီ special autonomous region တွေကိုသတ်မှတ်ပေးတာဖြစ်တယ်။ဘာလို့ထူခြားတဲ့ဆရာကြီးလက္ခဏာယဉ်ကျေးမှုတွေဒီဥစ္စာတွေဗမာပြည်မှာကျွန်တော်ထင်တာကအားလုံးကလူတွေကအတူတကွနေထိုင်တတ်နေတယ်။ဒါကတစ်ချက်ကျွန်တော်တို့လိုအပ်မှုရှိသလားဆိုကျွန်တော်မရှိဘူးလို့မပြောလို့ဒါပေမဲ့လူတွေကပြောချင်တာကအဲ့နိုင်ငံတွေနဲ့စဉ်းစားမှုနဲ့တော့ကျွန်တော်မတူကျွန်တော်ကပိုတော့ပြောချင်တာလူထုတွေကနိုင်ငံရေးချိန်ရဲ့ရှေ့ကိုတော့ရောက်နေသလားဘာလို့ဆိုတော့သူတို့ကနေ့စဉ်တကွအတူcommunity တွေမှာနေကြထိုင်ကြစားကြကုန်ကူတန်းကြရောင်းဝယ်ကြအပြန်အလှန်ကူညီကြနဲ့မကောင်းတဲ့အစိုးရခစ်ဆက်ကိုဖျက်တမ်းလာနိုင်ခဲ့တယ်ဒီချိန်မှာမှကျွန်တော်တို့ခင်ဗျားတို့တော့ဟိုဘက်သွားနေတော့အတင်းဘာသာမတူလို့လူမျိုးမတူလို့ဆိုဒါကျွန်တော်တို့ကပြဿနာတော့ဖန်တီးတယ်လို့ဖြစ်မှာလဲကျွန်တော်တို့ဟိုပါပေါ့နော်မဖြစ်ဖို့ကျွန်တော်စဉ်းစားဖို့လေ
အခြေခံအချက်ကတော့ပြန်ပြောရမယ်ဆိုရင်တော့လူမျိုးတိုင်းဘာသာတိုင်းဘယ်သူမဆိုအခြေခံအခွင့်အရေးတွေနိုင်ငံရေးအခွင့်အရေးတွေကိုယ်ပိုင်ဘောနော်ပြဋ္ဌာန်းပိုင်တဲ့အခွင့်အရေးတွေကအပြည့်အဝရှိဖို့လိုတယ်ဒါကျွန်တော်တို့ဖြတ်တန်းလာခဲ့တဲ့နှစ်ပေါင်း60ဆို80ရဲ့နိုင်ငံရေးသင်ခန်းစာဖြစ်တယ်တစ်ချိန်တည်းမှာပဲဒီလိုဖော်ဆောင်တဲ့အခါမှာခုနပြောတဲ့ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေမှာခိုင်ခိုင်မာမာပြဋ္ဌာန်းပေးထားတယ်ပြဋ္ဌာန်းရုံတော့လည်းမဟုတ်ပဲねတကယ်လက်တွေ့ကျင့်သုံးတဲ့နိုင်ငံရေးစနစ်မျိုးဖော်ဆောင်ဖို့လိုတယ်ဒီနေရာမှာတော့ကျွန်တော်တို့ဘယ်သူမှလည်းဒီ Federal နိုင်ငံတို့ဒီမိုကရေစီတို့တကယ်နေခဲ့တဲ့အတွေ့အကြုံကအားနေတဲ့ခါကြတော့ကိုယ့်ရဲ့စိတ်ကူးနဲ့ကိုယ့်ရဲ့စိုးရိမ်မှုကနေပြီးတော့ငါတို့မှငါတို့ပဲဆိုတဲ့ဟာမျိုးကိုအသင်ဖြတ်လောက်လိုက်ရှင်ကျွန်တော်တို့သွားချင်နေတဲ့လမ်းကြောင်းကတွေ့ဖြီတတ်တယ်ဆိုတဲ့အန်ဒီရဲ့လည်းထည့်ပြီးတော့ကျွန်တော်တို့စဉ်းစားဖို့လိုတယ်လို့ဆွေးနွေးလို့ကျေးဇူးပါဆရာအခုကျွန်တော်တို့ဆွေးနွေးလာတာလည်းတော်တော်လေးစုံပြီဆိုတော့ကျွန်တော်နောက်ဆုံးမေကွန်လေးနဲ့အလှည့်ပေးချင်ပါအဲ့တော့ကိုစီသူမောင်ကတော့အခုဒီလက်ရှိကာလမှာ CRPH EDUCC မှာလည်းပါနေတယ်ပြီးတော့ကိုယ်တိုင်လည်းဒီ2009ဒီရွှေဘောင်ဒေါ်လာရေးကစပြီးနိုင်ငံရေးထဲမှာထည့်ဝင်ပါပတ်သက်ခဲ့တာရှိတယ်ဆိုတဲ့ခါကျတော့Federal ခရီးနဲ့ပတ်သက်ပြီးတော့လက်ရှိကမြန်မာပြည်ရဲ့လမ်းစုံလမ်းကွာတကယ်ကိုတမိုင်းဝင်လမ်းစုံလမ်းကွာကိုရောက်နေတဲ့အခါမှာကျွန်တော်တို့ဒီလမ်းစုံရောက်ဖို့ပန်းတိုင်ကိုရောက်ဖို့ Federal Democracy ပန်းတိုင်ကိုရောက်ဖို့အတွက်အားလုံးပါဝင်တဲ့ဒါလို့လူမျိုးစုဘာသာပေါင်းစုလူမျိုးပေါင်းစုအားလုံးပါဝင်တဲ့ပန်းတိုင်ကိုရောက်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့မြို့တော်လေးမှာပြောတယ်ဘာသာလူမျိုးမခွဲခြားမြန်မာနိုင်ငံသားဒီပြီးတော့ Federal Democracy ဒီနှစ်ခုပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့တွားမယ်ဆိုလို့ရှိရင်လက်ရှိကာလမှာဘာတွေစဉ်းစားရမလဲဘာတွေစိန်ချင်ရမလဲခေါင်းဆောင်တွေအနေနဲ့เนาะလက်ရှိတွေးတော်လေးခေါင်းဆောင်တွေအနေနဲ့ဘာတွေစဉ်းစားရမလဲဘာတွေတွေးခေါ်ရမလဲဘာတွေပြည်သူလူထုအနေနဲ့ကိုတော့ဘာသတင်းပေးချင်တယ်ဟိုပါပေါ့နယူးဒေါ်လာရေးဖြစ်လိုက်တဲ့တဲမှာတော့ကျွန်တော်တို့ကအစိုးဘက်ကကြည့်လို့ရှိရင်တော့တိုင်းပြည်ကဟိုဘာပဲပြောဆုတ်ယူသွားတယ်ပေါ့နော်ဟိုဖွံ့ဖြိုးဖို့အတွက်အားယူနေတဲ့အချိန်မှာနလန်ထကသာတိုင်းပြည်ကိုဟလာပြန်ပြီးပြုစုရမယ့်အချိန်မှာတော့စစ်အာဏာသိမ်းမှုကတော့ဒါတိုင်းပြည်ကိုဟိုအစိုးဘက်ကိုနောက်လန်ကျသွားသေးတယ်ဒါပေမဲ့အကောင့်ဘက်ကပြန်ကြည့်ရင်တော့ကျွန်တော်တို့လူငယ်တွေကြားထဲမှာပါလဲဆိုတော့ဟိုစာနာနားလည်မှုပေါ့နော်တယောက်နဲ့တယောက်ရလာတယ်ဆိုလိုတာကတစ်ချိန်လုံးကဒီဖြစ်ခဲ့တဲ့နိုင်ငံရဲ့ area တော်တော်များများဖြစ်ခဲ့တဲ့ဆိုရတဲ့လူခွင့်ရေးချိုးဖောက်မှုတွေဟာလာဒီလူမျိုးတုံးတက်ဖြတ်ဖို့အတိတောင်ကြိုးစားခဲ့တယ်ဆိုတော့ဒီတရားရင်ဆိုင်ရတဲ့အခြေအနေတွေမှာနေမီဒေသတွေမှာဖြစ်ခဲ့ဘူးတယ်ပေါ့နော်ဒါတိုင်းသားဒီပုံမှာလည်းဖြစ်ခဲ့ဘူးတယ်ဒီလိုပဲရခိုင်ပြည်မှာလည်းဖြစ်ခဲ့ဘူးတယ်ပေါ့နော်ဆိုတော့အဲ့လိုအခြေအနေတစ်ခုမှာစစ်တပ်ရဲ့ရန်ကရက်ဆက်မှုကိုကိုယ်တိုင်ပေါ့နော်ဒါခေါင်းတွေကိုတနက်တွေပြစ်တက်ခံရတယ်ရက်ဆက်ဆက်နဲ့ဖြိုခွဲခံရတဲ့ခံမှာအတိတူလာတယ်ဒါဒီစစ်တပ်ရဲ့ရန်ကရက်ဆက်မှုတွေကတကယ်ပါလားဆိုတဲ့ဟာပေါ့ဒါပေမဲ့အရင်မသိတာတော့မဟုတ်ဘူးသိကြတယ်ဒါပေမဲ့ဗမာပြည်မှာလူငယ်တွေကြားထဲမှာတချို့ဟိုကျွန်တော်ကြားထဲမှာအတိတူလာတယ်အဲ့ဒီရဲ့အတိတူမှုကိုတော့ဒီຫນွေတိုးလိုင်းမှာရတယ်လို့မြင်တယ်ဆိုလိုတာကဒီငါတို့တိုင်းပြည်မှာဒီစစ်အာဏာရှင်စနစ်မရှိဖို့လိုအပ်တယ်စစ်အာဏာရှင်စစ်ကြီးဆိုးရေးဝါဒမရှိဖို့လိုအပ်တယ်ဆိုတော့အားလုံးလူငယ်တွေလက်ခံလာတယ်နောက်ဒုတိယအချက်ကကြတော့ဗာလဲဆိုတော့ဒီမိုကရေစီနဲ့မလုံလောက်ဘူးကျွန်တော်တိုင်းပြည်မှာဒီမိုကရေစီနဲ့မလုံလောက်ဘူး Federal ဆိုတဲ့ဟာလာနိုင်ငံရေးရည်မှန်းချက်တခုကျွန်တော်မှရှိလာပြီဟုတ်တယ်ငါတို့တိုင်းပြည်ကဒီမိုကရေစီကိုတည်ဆောက်ပြီးတော့ Federal ဆိုတဲ့နိုင်ငံရေးစနစ်နဲ့ဒီစုံလင်ကွဲပြားတဲ့လူအဖွဲ့အစည်းကိုစီမံခန့်ခွဲမှလို့ရတယ်ဒါဆို Federal လို့ပြောလာပြီဆိုလို့ရှိရင်တေးကြတယ်ကျွန်တော်တို့ကြားထဲမှာဒီ Federal နဲ့ပတ်သက်တဲ့ဟာလာဒီဟိုနီနာတွေနောက်တစ်ခုက Federal နဲ့ပတ်သက်တဲ့အခြေခံကြတဲ့ဟာလာစဉ်းစားချက်တွေကိုကျွန်တော်တို့လက်တွေ့ကျကျစဉ်းစားရအောင်ဒါကိုဒီခေါင်းဆောင်တွေကြားထဲမှာ Federal ဆိုင်ရာဒီဟိုပါပေါ့နော်ယုံကြည်ရအားကောင်းလာဖို့လဲပို့ပြီးလိုအပ်တယ်သူတေးကြတယ်ဟိုပွင့်လင်းပြောရရင်တော့ Federal အထိုင်တွေတော့မတူကြသေးဘူးပေါ့နော်ဆိုင်ရာဒေသတွေမှာသူတို့ချင်းကပ်တဲ့ဆောင်ရွက်တဲ့ Federal အထိုင်တွေတော့မတူကြသေးဘူးဒါပေမဲ့ကျွန်တော်အားလုံးမှာဘာတူလဲဆိုတော့ပွင့်လင်းပြောရင်ဒီစစ်အုပ်စုစစ်အာဏာရှင်စနစ်အစိုးအောက်ကနေလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့လိုအပ်တယ်ဒီမိုကရေစီပြန်လည်ရှင်သန်ရေးထွန်းကားရေးပြန်လည်ပေါ်ထွန်းနိုင်ရေးတို့ကိုကျွန်တော်တို့ကြိုးစားဖို့လိုအပ်တယ်အဲ့လိုပဲအဲ့ရနေမှာနောက်တစ်ဆင့်ဟာလာဒီဖွဲ့စည်းဝင်ခြေခံဥပဒေရေးဆွဲရေးတွေကနေပြီးတော့ Federal တည်ဆောက်မှုနိုင်ငံတော်တစ်ထူထောင်မှုကိုသွားမယ်လို့ကျွန်တော်တို့ယုံကြည်ထားကြတယ်ဒါကကျွန်တော်တို့အတွက်ကဟိုအစိုးရအကောင်းပဲလို့တော့မြင်တယ်ဆိုတော့အဲ့ဒီဟာကိုပဲကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်ကြားထဲမှာဟိုခိုင်ခိုင်မာမာနဲ့ပေါ့နော်ဆက်ချီတက်သွားဖို့လိုအပ်တယ်လို့ကျွန်တော်ဒီကုန်းချုပ်ပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်ဆမဟိုနောက်ဆုံးအနေနဲ့ဗာများပြောချင်သေးလေပေါ့နော်အားလုံးပါဝင်တဲ့ Federal ခီးပန်းနိုင်ရောက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ကြရမလဲကျမအစပိုင်းမှာပြောခဲ့တယ်လို့ပေါ့နော်ကျမတို့မြန်မာနိုင်ငံကအရန်ကိုပဲထူးခြားတယ် diverse ဖြစ်တယ်နောက် multi ethnic ဖြစ်တယ် minority တွေလည်းအများကြီးရှိတယ်ဆိုတော့ဒီလိုတိုင်းပြည်မျိုးမှာဆိုလို့ရှိရင်တော့ကျမတို့တကယ်လုပ်မယ်ဆိုလို့ရှိရင်တော့လူခွင့်ရေးကျမတို့အခြေခံအခွင့်အရေးတွေအပြည့်အဝရရှိပြီးတော့
နောက်ဒန်းတူညီမျှရေးကိုကျမတို့ဖော်ဆောင်နိုင်ပြီးတော့နောက်ပြီးတော့ကျမတို့ခုနပြောသလိုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအပြည့်အဝရှိပြီးတော့ Federal Democracy စနစ်ကိုကျမတို့ထိမိမိပေါ့နော်ထိမိဆိုတာကတော့ကျမပြောချင်တာကျမတို့ဒီ Constitution တွေ Democracy Federal Democracy တွေ Charter တွေနောက်လာမဲ့ပြင်ဆင်နေတဲ့ Transitional Constitution စီမံနေပဲဖြစ်ဖြစ်နောက်ပြီးတော့နောက်လာမဲ့ constitution တွေမှာပဲဖြစ်ဖြစ်ပေါ်ပြထားတာမျိုးမဟုတ်ဘဲနဲ့တကယ်မြေပြင် practical မှာလည်းဒီဟာတွေကိုကျမတို့ဒီ share rule self rule ဒီဟာတွေကိုလည်းကျမတို့ထဲထဲဝင်ကောင်းကောင်းမွန်မွန်ကျင့်သုံးတတ်ဖို့ကျမတို့ကျမတို့ federal state တွေမှာလည်းမဟုတ်ဘဲနဲ့ဒီကျမတို့ federal units တွေမှာလည်းဒီဟာရဲ့အနှစ်သာရဒီဟာရဲ့ကျင့်သုံးမှုရဲ့လှပမှုတွေကိုကျမတို့တည်တည်ချာချာလေးသိပြီးတော့ကျမတို့တကယ်ကိုFederal ပြည်ထောင်စုအထိရောက်လန်းသွားနိုင်ဖို့အတွက်အများကြီးစူးစမ်းဖို့တော့လိုအောင်မယ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်တော့အဓိကအဖြစ်တော့ကျမတို့ဒီ share value တွေပေါ့နော်ကျမတို့တန်ဖိုးထားတဲ့ဒီ union value တွေကိုကျမတို့တည်တည်ချာချာလေးညှိနှိုင်းပြီးတော့အချင်းချင်းကြားထဲမှာအစုဖွဲ့အသီးသီးကြားထဲမှာကျမတို့တည်တည်ချာချာလေးအကြည့်လဲညှိနှိုင်းဆွေးနွေးဖို့တွေအများကြီးတွေ့ဆုံဖို့တွေတော့လိုအပ်အောင်မယ်လို့ကျမအနေနဲ့မြင်တယ်နောက်ပြီး share value ပြင်ကိုကျမတို့ share institution တွေကျမတို့ဘယ်လိုဆက်ပြီးတော့ဒီ institution ပြည်ထောင်အဲ့ဒီမှာဆိုလို့ရှိရင်တော့ပြည်ထောင်စုရဲ့ institution တွေဆိုတော့ကျမတို့ပြည်ထောင်စု institution မှာရောတခြားသော minority တွေရောဘယ်လိုပါလာနိုင်မလဲကျမတို့အစုအဖွဲ့တွေအသီးသီးရဲ့ inclusiveness ကဘယ်လိုရှိမလဲ gender identity မတူတဲ့သူတွေရောဘယ်လိုပါလာနိုင်မလဲသူတို့ရဲ့ representation တွေသူတို့ရဲ့ participation တွေဆိုတော့ကျမတို့ဒီပြည်ထောင်စုရဲ့ institution တွေ share institution တွေတော့မဟုတ်ဘဲနဲ့ကျမတို့ရဲ့ state တွေ unit တွေမှာရှိတဲ့ institution အသီးသီးမှာလည်းဒီဟာတွေကိုကျမတို့ရဲ့ဒီ federal ရဲ့ပေါ့နော်အနှစ်သာရလှပမှုကျမတို့ကျင့်သုံးဖို့လိုအပ်တယ်ထို့အတူပဲကျမတို့ခုနပြောသလို subsidiarity principle ကျင့်သုံးမယ်ဆိုရင် local level မှာလည်းသူတို့ရဲ့ပါဝင်မှုအနှစ်သာရရှိပါဝင်မှုကိုစားပြုမှုတွေကတော့အဓိကလိုအပ်မယ်လို့ကျမအနေနဲ့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာရောဗာကြံပေးခြင်းလဲပေါ့လက်ရှိခေါင်းဆောင်တွေပေါ့နော်ကျွန်တော်တို့ဒီ1960နှစ်အာဏာသိမ်းပြီးတဲ့ Federal အိမ်မက် Federal ကကျွန်တော်တို့ရဲ့တော်တော်လေးကျွန်တော်ပြောဆိုလို့တော့မရဘူးတရားပြောလို့ဆိုလို့မရဘူးအခုတော့ဘာပဲဖြစ်ဖြစ်ဒီကိုစီတမောင်လည်းပြောတယ်ဒီ2000ဒီရွှေဝါရောင်ဒေါ်လာရေးမှာဆိုရင်ဒီမိုကရေစီလူခွင့်တော့1988မှာဆိုဒီမိုကရေစီလူခွင့်တောက်ပါတီစုဒီမိုကရေစီတောင်းဆိုခဲ့ကြတယ်ဒါပေမဲ့ဒီဘက်မှာFederal တောင်းဆိုမှုတွေလည်းရှိတယ်အခုဒီလူဦးဒေါ်လာရေး၄နှစ်ကျော်၅နှစ်ကာလအတွင်းမှာတော့Federal နဲ့ဒီမိုကရေစီနဲ့တွားတွေ့တယ်ပေါ့နော်တွားတွေ့ပြီး Federal Democracy ရရှိရေးဖြစ်သွားတယ်တစ်ဖက်မှာလည်းပဲပြည်မပေါ့နော်ပြည်မကလူတွေရဲ့ခံစားချက်ပေါ့နော်ခံစားချက်နဲ့ဒီဘက်ကဒီစစ်တိုက်ခဲ့ရတဲ့ဒီလူမျိုးစုတွေရဲ့ခံစားချက်တွေတွားပြီးတော့တုံးတရားထပ်တူကြတဲ့ဟာမျိုးဖြစ်တယ်ဆိုတော့အဲ့တော့အခြေအနေကတော့တော်တော်လေးပေးနေပြီပေါ့ဒါပေမဲ့လို့လည်းကျွန်တော်တို့ကကံမကောင်းလို့ရှိရင်လည်းပြန်ပြီးတော့လန်ကျသွားနိုင်တဲ့အနေအလေးရှိတယ်ဆိုတော့ခါကျတော့ဆရာဘာချက်ပေးခြင်းလဲကျွန်တော်တို့ရှေ့ဆက်ပြီးတော့ခီးရောက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေလုပ်ရမလဲဆရာဟုတ်ကဲ့ကျေးဇူးပထမတော့ကျွန်တော်တို့အခုသွားနေတဲ့တိုက်ပွဲပေါ့တရားမျှတရေးနဲ့ပြည်ထောင်စုတည်ဆောက်ရေးမှာတိုက်ပွဲဝင်နေတဲ့ကျွန်တော်တို့နိုင်ငံရေးအင်အားစုတွေခေါင်းဆောင်တွေက Federal အိမ်မက်ကိုတစိုက်မမယုံကြည်ပြီးတော့ဆက်လျှောက်နေတယ်ဆိုတော့ဒါတကယ်အားရစရာရှိကောင်းပါတယ်ဒါဟာကောင်းမွန်တဲ့အချက်လက်ဖြစ်တယ်ဒါပေမဲ့ဒီလိုခုနပြောတဲ့အခါမှာပေါ့နော်ကျွန်တော်တို့ကဒီကိုသွားကျင်နေတဲ့နိုင်ငံရေးကိုယ်တိုင်နဲ့မဖြတ်တန်းမှုတဲ့ခါကျတော့ကိုယ့်ရဲ့ဘောနော်စိတ်မျော်မှန်းချက်နဲ့ကောင်းနေဖို့တယ်တစ်ချိန်တည်းမှာလည်းဘောနော်ကျွန်တော်တို့စိုးရိမ်မှုတွေရှိတယ်ဆိုတာကျွန်တော်တို့နားလည်တယ်ဒါပေမဲ့အဲ့ဒီတစ်ခုပေါ်မှာဆို Federal ကတော့ပြောရင်တော့အများကြီးကျွန်တော်တို့ပြောစရာရှိပါတယ်နှလုံးလေးလောက်ဟန်နေလောက်ဟန်ဒါပေမဲ့အစကျွန်တော်တို့ပြောလို့ပေါ့ဒါမြန်မာပြည်ကလူတွေအတွက်တကယ်လောက်ခွင့်ရခဲ့မယ်ဆိုရင်ဘယ်တော့မှခက်ခဲမှာမဟုတ်ပါဘူးမြန်မာပြည်ကလူတွေရဲ့စိတ်ဓာတ်နဲ့နိုင်ငံရေးချိန်နဲ့ဆိုရင်အများကြီးဖန်တီးလို့ရတယ်ဒါတခုလို့ရှိရပေါ့သူချုပ်ပြောရမယ်ဆိုရင်နွားကွဲရင်ကြာဆွဲမယ်ခုနပြောကိုဘာဘယ်လောက်မယ်ဆိုရင်ကျွန်တော်တို့တွားကျင်နေတဲ့နိုင်ငံတော်တစ်ကြီးကိုမရောက်ပဲနဲ့ပို့ပြီးတော့ဒီစစ်အာဏာရှင်စနစ်ပို့တက်ဆိုးရှိတော့ဖြစ်သွားနိုင်တယ်တစ်ချိန်တည်းမှာပဲ Federal ဒါမှမဟုတ်ပြည်ထောင်စုပြောလိုက်ရှိရင်စုပေါင်းချင်းအင်အားပဲ Federal ဟာ collaboration ပေါ်မှာအခြေခံပြီးအလုပ်လုပ်ကြတာပါတကယ် principle အများခုနဆရာစီတို့ကဒါအမွေခွဲနေကြတာမဟုတ်ဘူးစိုးရိမ်မှုကြောင့်ချင်းကပ်တာတော့အမွေခွဲတယ်လို့ဖြစ်ဒါပေမဲ့တေချာစဉ်းစားပါစုပေါင်းပြီးအလုပ်လုပ်ရတာပါဘယ် Federal နိုင်ငံမှာကျွန်တော်တို့လေ့လာသုံးသပ်တယ်အဲ့လိုမျိုးစုပေါင်းချင်းအင်အားမတိဆောက်နိုင်တဲ့ collaboration မရှိတဲ့ Federal ပြန်ကျဆုံးသွားတာတွေ့ရပါတယ်ဆိုတော့မြန်မာပြည်ရှေ့ဆက်သွားတဲ့အခါမှာကိုယ့်ရဲ့စိုးရိမ်မှုကိုယ့်ရဲ့ဘယ်လိုခေါ်မလုံခြုံမှုတွေကိုတော့ရှိတယ်ဆိုပေမဲ့ collaboration ဟာအတိကကျွန်တော်လက်နက်ဖြစ်တယ်စုပေါင်းပြီးတော့ဒီနိုင်ငံရေးကိုဘယ်လိုရှေ့ဆက်မယ်ဆိုတော့ဒါနိုင်ငံရေးလက်နက်ဖြစ်တယ်ဆိုတော့ပြောရင်းနဲ့
ကျွန်တော်ဒီမှာနေကုန်းချုပ်လုပ်ပါတယ် ကျေးဇူးနိုင်တယ်ပါဆရာဟိုဒီစုပေါင်းပါဝင်ခေါင်းဆောင်မှုပေါ့နော်ညီညွတ်မှုကဒီကာလမှာအရေးကြီးရဆိုတာလေးပြောသွားကျေးဇူးနိုင်တယ်ပါအားလုံးဒီနေ့ကတော့ကျွန်တော်တို့ Federal ခီးနီးပြီလားဆိုတော့ခေါင်းစဉ်နဲ့ကျွန်တော်တို့ဆွေးနွေးခဲ့တာဖြစ်ပါတယ်အားလုံးကျင်တဲ့အားရလိမ့်မယ်လို့ထင်ပါတယ်လိုအပ်တာရှိလို့ရှိရင်လည်းအကြံပေးချင်တာရှိတယ်ကျွန်တော်တို့နဲ့အမြင်မတူတာရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့စာရေးသားပေးပို့ပြီးတော့ဆက်သွယ်လို့ရပါတယ်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲအဲ့တော့နောက်တစ်ခေါက် inclusive future မြန်မာ pocket အပိုင်း3ကိုဆက်လက်ပြီးတော့စောင့်ကြည့်ပြီးတော့ဟိုဝေဖန်သုံးသပ်ပေးဖို့လည်းကျွန်တော်တို့ဖိတ်ခေါ်ပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ